ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်ဟာခါမြို့ရီဖင့်ဝင်ကြီးလိုင်းဆောင်ရွက်ချင်းလုပ်ငန်းကိုပြည်နယ်အစိုးရအဖွဲ့နဲ့တာဝန်ရှိသူများမှလွှတ်တော်ဒုတိယတက်တိုင်းမကုန်ခင်ပြည်စည်းနိုင်ရေးအတွက်နေရက်တတ်မှတ်ပြီးရှင်းပိုင်းချက်မှတ်ဆောင်ရွက်ရန်ပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းသောအရေးကြီးအဆိုကိုဆွေးနွေးခြင်းနဲ့လွှတ်တော်၏သဘောထားရယူခြင်းအစီအစဉ်ဖြစ်ပါတယ်။ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဗလဲဝမြို့နယ်မဲဆိုင်တနယ်အမှတ်2ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးပြည်မင်း၏အရေးကြီးအဆိုနှင့်ဆက်လျင်း၍ဆွေးနွေးရန်အမေစင်းပေးသွင်းသူနှစ်ဦးရှိပါတယ်။ပထမဦးစွာမတူပမြို့နယ်မဲဆိုင်တနယ်အမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျံအားဖိတ်ခေါ်ပါတယ်။လေးစားပါတော်လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ဒုတိယဥက္ကဋ္ဌပြည်နယ်အစိုးရအဖွဲ့ဌာနဆိုင်ရာကြီးကဲများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်ကျွန်တော်ကတော့မတူပီမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးအောင်လျံပဲဖြစ်ပါတယ်ဒီကနေ့ချင်းပြည်နယ်အစိုးရကိုတိုက်တွန်းတဲ့အဆိုပလောဝမြို့နယ်မဲဆန္ဒနဲ့မှတ်2ဥပပြည်မြတိုက်တွန်းတော်အဆိုဟာခါမြို့ရေဖြန့်ဝေရေကိစ္စနဲ့ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်များနဲ့အစိုးရအဖွဲ့ဝင်များတက်တန်းမကုံဆုံးမီအပီးစီတတ်မှတ်နိုင်ရေးနေ့ရက်တတ်မှတ်နိုင်ရေးအဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဟာခါရေဖြန့်ဝေရေကိစ္စနဲ့ပတ်သက်ပြီးတော့2016ခုနှစ်မှာကုမ္ပဏီ2ခုကလွတ်4ခုကိုတင်နာရယူခြင်းဖြစ်ပါတယ်ကျွန်တော်စာချုပ်အရာကြည့်ရမယ်ဆိုရင်21ရက်17လ2016ကနေစာချုပ်ပြီးတော့21ရက်5လ2019မှာစာချုပ်တက်တန်းတစ်နှစ်လုပ်ငန်းတစ်နှစ်တွင်အနှံထားတာရှိပါတယ်ကျွန်တော်ဒီမှာစာချုပ်တဲ့စာချုပ်ကိုကြည့်ရခြင်းအဖြစ်ကျွန်တော်စာချုပ်မှာအပိုင်းကြီးရှိပါတယ်ငွေပေးချေမှုစနစ်မိထိန်တဲ့ကိစ္စပြီးတော့လုပ်ငန်းပြီးစီးမှုလုပ်ငန်းရဲ့စံချိန်စံညွှန်းဆိုတဲ့ကိစ္စတွေလည်းပါပါတယ်နောက်ဆုံးမှာကျွန်တော်စာချုပ်အရာလုပ်ငန်းပြီးစီးမှုမရှိလျင်နှစ်ဦးနှစ်ဖက်ကငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးရမယ်လို့စာချုပ်ထဲမှာပါတယ်ဒါပေမဲ့လည်းငြိမ်းချမ်းစွာဖြည့်ရှင်းလို့မရရင်ဥပဒေအရတရားဥပဒေအရဆောင်ရွက်သွားမှာမယ်လို့ဥပဒေထဲမှာပါရတဲ့နဲ့ကျွန်တော်ဒီကနေ့2000တက်တန်းကုန်ပြီးတော့စာချုပ်တက်တန်းကုန်ပြီးတော့အချိန်မှာအစိုးရကအကြောင်းတရရဲ့ကုမ္ပဏီဘက်ကအကြောင်းတရရဲ့နဲ့ဖြစ်ကောင်းဖြစ်လာလိမ့်မယ်တက်တန်းကို3ကြိမ်ထိတိုးထားတာရှိပါတယ်တက်စင်းစီရဲ့အစီရင်ခံစာထဲမှာတက်တန်း3ကြိမ်တိုးထားတာကလည်းစာချုပ်စာတမ်းနဲ့တိုးထားသလားဘာနဲ့တိုးထားတယ်လဲနှုတ်မိတ်နဲ့လားဆိုတဲ့ဟာကကျွန်တော်စင်းစီရဲ့စင်ခံစားထဲမှာတော့ဒါဖော်ပြထားခြင်းမရှိဘူးနှုတ်မိတ်လားပြည်နယ်အစိုးရရဲ့စီဝေးဆုံးဖြတ်ချက်အရာလို့ပဲပါပါတယ်ဒီနှစ်ဦးနှစ်ဘက်ကပြန်လဲစာချုပ်သလားဘယ်အတိုင်းတာထိချုပ်ပြီးတော့ဘယ်အတိုင်းတာမှာကျွန်တော်ပြီးစီးမယ်ဆိုတဲ့ဟာတွေလဲချုပ်တော့စာချုပ်ထားခြင်းမရှိဘူးဒါတွေကိုကျွန်တော်အားနည်းချက်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ9နှစ်တက်တန်းအတွင်းမှာလက်ရှိအချိန်ထိဟာခါမှာရေပေးရေဝေအောင်မြင်ခြင်းမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်များကလည်းဒီကျွန်တော်တက်တန်းမှာဒီရေပေးရေဝေဖြန့်ဝေခြင်းကိစ္စကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ဖို့လိုပါတယ်ကျွန်တော်ငွေပေးချေမှုစနစ်မှာစာချုပ်စာတမ်းနဲ့ကိုက်ညီမှုမရှိပါဘူးငွေပေးချေမှုစာချုပ်မှာတော့ဒီစာချုပ်ပါတိုင်းလုပ်ငန်းကို20ရာခိုင်နှုန်း25ဆိုတဲ့အပိုင်းမှာပေးထားပေမဲ့ဒီငွေပေးချေမှုစင်းစစ်ရဲ့အစီရင်ခံစာထဲမှာလုပ်ငန်းပြီးစီးမှုမရှိဘဲ30ရာခိုင်နှုန်းအစစ်စစ်ထုတ်ပေးထားတာတွေ့ရပါတယ်စင်းစစ်ရဲ့အစီရင်ခံထဲမှာဒါရီယိုnew ဥပဒေနဲ့ကိုက်ညီမှုစာချုပ်စာတမ်းနဲ့ကိုက်ညီမှုမရှိဘူးဆိုရင်ဥပဒေအရလဲဆောင်ရွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီ3ရက်ထုတ်ပေးပြီးတော့ငွေပေးချေမှုစစ်မှာစင်းစစ်ရဲ့အစီရင်ခံစာထဲမှာ
လုပ်ငန်းပြီးစီးမှုကိုထောက်ခံရန်တွင်တေချာစွာစီစစ်ခဲ့ခြင်းမရှိကြောင်းတွေ့ရှိရပါသည်လို့စင်းစစ်ပြအစီရင်ခံစာထဲမှာပါရှိပါတယ်ဒါကအစိုးရဘက်မှာဒါလုပ်ငန်းနဲ့တက်ဆိုင်တဲ့အစိုးရဖွဲ့တော်လကောဒါတွေထိရောက်ဆောင်ရွက်ဖို့လိုပါတယ်ဒါကျွန်တော်တို့ရဲ့အားနည်းချက်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီအစိုးရကလည်းကုမ္ပဏီကိုလှုပ်ထုံးလုံနည်းနဲ့ဥပဒေနဲ့စာချုပ်နဲ့လှုပ်ထုံးလုံနည်းနဲ့ကိုက်ညီတဲ့ဟာကိုထိရောက်အရေးယူဆောင်ရွက်ရမှာဒါကျွန်တော်9နှစ်တန်းအတွင်းမှာဒီဟာကိုလုပ်ငန်းကိုပြီးစီးမှာဖြစ်ပါတယ်လက်ရှိချိန်ထိကျွန်တော်ပြည်သူတွေဟာခါပြည်သူပြည်သားများကရေအခက်ခဲကြောင့်တောက်လျှောက်ပြည်သူအတန်းနေတော်လကောင်းအမျိုးမျိုးတွေရင်ဆိုင်နေရတယ်ဒီဟာကိုချင်းပြည်နယ်အစိုးရဖွဲ့ကလည်းတက်မတ်လေးနဲ့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်စင်းစစ်ချုပ်26ရက်နေ့26ရက်နိုဝင်ဘာလ26ရက်နေ့2020ရဲ့အစီရင်ခံစာထဲမှာလုပ်ငန်းပြီးစီးမှုမရှိသည့်အတွက်စင်းစစ်ချုပ်ပြီးအစီရင်ခံစာအပြီးတက်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းဆိုတဲ့ဟာကိုအစီရင်ခံစာထဲမှာတွေ့ရှိရပါတယ်ဒီအစီရင်ခံစာလဲစာချုပ်တဲ့တန်းကုန်ပြီးဖြစ်လို့အပြီးတက်ကိုစင်းစစ်ချုပ်ကတေချာလေးစစ်ပေးဖို့လိုပါလိမ့်မယ်စင်းစစ်စာချုပ်ရဲ့တက်တန်းလက်ကုံဆုံးပြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်စင်းစစ်ချုပ်ရဲ့အစီရင်ခံစာလဲအပြီးတက်ဆောင်ရွက်ပြီးဥပဒေနဲ့လှုပ်ထုံးလုပ်နည်းနဲ့အတူဆောင်ရွက်ပေးဖို့တိုက်တွန်းရင်းဆွေးနွေးအပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးကံပလဲမြို့နယ်မဲစန္ဒနယ်မှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဥကွေထိုင်အားဖိတ်ခေါ်ပါတယ်လေးစားတဲ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်အစိုးရအဖွဲ့ဝင်များကိုယ်စားလှယ်များတက်ရောက်တဲ့ဌာနဆိုင်ရာအကြီးအကဲများအားလုံးကိုမင်္ဂလာပါလို့ခွင့်ဆက်ပါတယ်ကျွန်တော်ကတော့ကံပလဲမြို့နယ်မဲစန္ဒနယ်မှတ်1မှဥကွေထိုင်ဖြစ်ပါတယ်ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာကျွန်တော်ထောက်ခံဆွေးနွေးသွားမှာကတော့ပလဲဝမြို့နယ်မဲစန္ဒနယ်မှတ်2ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးပြည်မင်းမှချင်းပြည်နယ်ဟာခါမြို့တွင်ရေဖြန့်ဝေလိုင်းဆောင်ရွက်ခြင်းလုပ်ငန်းကိုပြည်내အစိုးရအဖွဲ့နဲ့တာဝန်ရှိသူများမှဖတ်တော်ဒုတိယတက်တမ်းမကုန်ခင်ပြီးစီးနေရေးအတွက်နေ့ရက်တမ်းမှပြီးစီမံချက်ချမှတ်ဆောင်ရွက်သွားရန်တိုက်တွန်းကြောင်းအရေးကြီးအဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဒီနေ့ဆွေးနွေးလိုတာကတော့အတိကနံပါတ်1လုပ်ငန်းလက်ခံသူနဲ့လုပ်ငန်းအနှံသူရဲ့စာချုပ်တဘောတရားကိုအနည်းငယ်ထောက်ပြဆွေးနွေးလိုပါတယ်နံပါတ်2မှာတော့ကျွန်တော်တို့ဒီဟာခါရေးပေးနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်စရေးစစ်ချုပ်ရဲ့ရေပြင်ကွင်းစင်းစစ်စစ်တွေ့ရှိချက်ကိုထောက်ပြပြီးတော့ကျွန်တော်ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်တို့ဟာခါရေးပေးလုပ်ငန်းနဲ့ပတ်သက်၍လုပ်ငန်းအနှံသူနဲ့လုပ်ငန်းလက်ခံသူရဲ့စာချုပ်တဘောတရားကိုဆွေးနွေးလိုပါတယ်အဲ့ဒီစာချုပ်တယ်ဆိုတာကဒီဟာခါရေးပေးရေးနဲ့စာချုပ်တယ်ဆိုတာကဟာခါပြည်သူဟာခါမြို့တွင်းမှာရှိတဲ့ပြည်သူ4000ပတ်ဝန်းကျင်ရဲ့ရေရရှိရေးကိုအတိကဥတည်တာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ပြန်ကြည့်လို့ရှိရင်စာချုပ်မှာအများကြီးထဲကမလွန်ဆန်နိုင်တော့ဖြစ်ရများဆိုတဲ့ဟာရှိပါတယ်မလွန်ဆန်နိုင်တော့ဖြစ်ရများဆိုတဲ့အရာမှာဥပမာဒီလူငန်းကိုမဆောင်ရွက်နေအောင်ရေပေးလေပေးမီးပေးငါထင်ပေးနိုင်ငံတော်ဆိုရကကန်တာထားတဲ့တာမြစ်ချစ်တရားဥပဒေစိုးမိုးရေးစစ်ပေးစားတဲ့အကြောင်းကြောင့်ဒီလုပ်ငန်းကိုမဆောင်ရွက်နိုင်ဘူးဆိုရင်ဒီလုပ်ငန်းလက်ခံသူကနေပြီးတော့14ရက်အတွင်းဒီလုပ်ငန်းအနှံသူထားအကြောင်းကြားပြီးတော့လုပ်ငန်းအနှံသူကလည်းဒါကမှန်တယ်ဆိုပြီးလက်ခံတဲ့အခါမှာမလွန်ဆန်နေတော့ဖြစ်ရဖြစ်သူကတတ်မှတ်ပြီးဆိုရင်ဒီဟာကိုစာချုပ်ပါလုပ်ငန်းတာဝန်များကိုတက်တာခွင့်ပြုနေပါတယ်ဆိုတော့အခုကအဲ့ဒီဖြစ်ရများလည်းတကယ်ရှိသလားအဲ့ဒါများတကယ်ရှိလို့ကုမ္ပဏီကဒီနေ့အထိမဆောင်ရွက်နေတာလားစဉ်းစားဖို့လိုပါတယ်နောက်လုပ်ငန်းလက်ခံသူကလည်းရေထွက်နေရာ၄နေရာကိုသူကတွေ့တန်းဖို့စာချုပ်မှာပါပါတယ်ဒီနေ့ပြောကြတဲ့အခါမှာရေထွက်နေရာ၄နေရာမှာလည်းသူကမလုထားဘူးဆိုတာထောက်ပြတာကွင်းပြင်ကွင်းရှင်းတဲ့လူတွေရဲ့ထောက်ပြချီရသိရတာဖြစ်တယ်ဒါကြောင့်ဒီနေ့သူတို့ရဲ့စာချုပ်မှာလည်း2019 2016နိုဝင်ဘာ21မှ2019
马拉东西的里拉顿上月人，都话啥出比了，啥出多了，因为他汤那些，提醒把药得皮，讲的么破年也那个，特别话比较啦，米的讲叫皮的来说啦，就那种新扎些讲起来，啦就那啥出也不掉不，就那特别顺利起码的，南半天你呢，就那种所以会也些东月东了，他当时古也也说吧，大文别切呀，前比呢先是秋月，那边关心是些切，先看着定标切，我特别水泥路话嘞，比呢先是秋会，关心会也，那些可能东了，那些古嘛，第一里了，他当时古体，那边关心是些切呀，对些切。就那种几年看嘛，面积这个通挺嘛的，嘛每个班大因为先先给啥嘛嘞，班大也是蛮看快活生呀，西面五的，西面东西面上他汤色困，白，第二天是眼天，没人讲都要对其他的了，表话的，那半天嘛个，龙安比西木不目的比了，没比起样许多嘞。把他们以俺说要看通呢，都地以他是俺要看通皮，比起他听到嘛嘞，咱就把时间去面天，你来那上有我们西江过来，投票他的对呀吧？那么多年呢，龙安比西木投看呀对嘞，地下在西前么西边呢，投看他江过来，对西江投票他吧？那么立马，比西来讲给啥批判的？还可以比龙安给啥呢？把的，唯有他的比西来讲，面积讲他的路标话的，底下个几点看嘛？你按那班单位连批不是的，这不批比了，大文西多新鲜，大文有大文看不，没西的叫批的说的我多是西对西的我，就那对呀批的。那么俺呢，定大有钱呀嘛，对种西的公务员个。越全部没细看清嘛，定大西也配，大文别关乎，大文基本乎没细清，批章都要投标他吧。那么超过了，龙安对地下抓西乎没细呗，没别开的批，别去开的批，龙安西偷看多，拍戏他的比那地超也，龙安基站乎呢，一对西也过么地多对。大文基本不没其他的批的了，对吧？投标他吧。大个的比那现在抽也，你讲抽嘛，对，抽东大结果就那种，相对的看嘛，哈卡也比龙安抽东大切嘛，你看那个家看上月比开多，每节单铺呢，太单多就也拉没西呗，西满跟银行切，后面嘛上月年轻叫。龙安上月的公务员面个，五部的讲呀也有上月多样天，几家都大文西新鲜过来，西满看快木生呀，也有大文有些店长说不了，东大比了店家他的西吧嘞，从你了讲白的呢，嘛嘞，的很多的单价了嘛，所以拍呢，就那种比那现在抽过来偷看店家，这是对西切丢嘞，普遍他比批的，然后就那种的先龙安来看到呢，安汉都也杀抽嘛嘞，安那切地个杀抽他们批的下嘞，伢子些，安那切批的看嘛都东标的他们，的无论啥人的批呀的讲嘞，没好的都不嘞，就那种伢嘛批的。那叫今年的下个，不罗嘛，这不么差别呢？但是啊，大文西度面，所以拍你呢，的很多的单价了嘛，必须多面从的，不来我很多故事来的也也技术的赚钱过，这种偷看人去呢把的阿龙技术点吧。比那绿岛故事面看呀。这道故事来乌嘛，随你比把的品，比那所以配嘛，心灵铺配好玩的。
လေးစားတဲ့ချစ်ပင်နဲ့လွတ်တော်ခရချင်းနဲ့တကွလွတ်တော်ကိုယ်စားလှယ်များချစ်ပင်နဲ့ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖိတ်ကြားရတဲ့ရောက်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းမေတ္တာပို့သအပ်ပါတယ်ကျွန်တော်ကတော့ချစ်ပင်နဲ့အစိုးရအဖွဲ့မှစီပင်သားရေးလက်စစ်နဲ့စက်မှုလက်မှုဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ချစ်ပင်နဲ့အစိုးရအဖွဲ့ကိုစားပလောမျိုးနဲ့မဲဆန္ဒနဲ့အမှတ်2မှပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဥပဒေမင်းတင်သွင်းတဲ့အရေးကြီးဆိုကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်လေးစားတဲ့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဟာခါမြို့ရေပေးဝေလုပ်ငန်းဟာ2016-2019 ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ရ2016ခုနှစ်နိုဝင်ဘာ21ရက်နေ့မှာ KNDA ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီတို့ဟိုပစ္စည်းတန်တာ2ခုနဲ့လုပ်ငန်းတန်တာ2ခုစုစုပေါင်းလောလေးခုကိုဘဏ္ဍာငွေကျပ်တန်း2900နဲ့စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လေးစားတဲ့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဟာခါရေပေးဝေလုပ်ငန်းအတွက်ရခိုင်အစိုးရလက်ထက်မှာတိမြစ်ကနေပြီးတော့ဟာခါမြို့ပေါ်ထိ 8.8 ဘီလီယံနဲ့မြို့ပေါ်ရေရောက်အောင်ဂါလန်4သိန်းကန်ကိုအရောက်ပို့ပြီးတော့ slow sand treatment ပေးတဲ့စနစ်နဲ့ဂါလန်3သိန်းဆန်တဲ့အထိစီမံကိန်းနဲ့ဆောင်ရွက်ခဲ့ပါတယ်အခုဒီမြို့ပေါ်မှာရေပေးတဲ့စီမံကိန်းဟာဒုတိယပိုင်းဆောင်ရွက်တဲ့မြို့တွင်ရေဖြန့်ဝေလိုင်းအပိုင်းဖြစ်ပါတယ်ခင်ဗျမြို့တွင်ရေဖြန့်ဝေလိုင်းအပိုင်းအတွက်ကို 2.9 ဘီလီယံနဲ့ဟာခါရေပေးလုပ်ငန်းကိုတန်တာခေါ်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်တန်တာကိုလော့လေးခုခွဲပြီးတော့ပစ္စည်းတန်တာ2ခုလုပ်ငန်းတန်တာ2ခုနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကုမ္ပဏီ2ခုနဲ့လုပ်ငန်းအနှံခဲ့တဲ့ချစ်ပင်ရဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့တိမင်းရေအပြင်မြို့ပြည်ရေထွက်၄ခုဖြစ်တဲ့စကြွန်ဘာဖာရဲဥဘာဟာအိုချေဘာနဲ့ကီဟာဘာရေထွက်ကနေရေလောင်ကားများကိုပိုက်သွယ်တန်းပေးဖို့အပူဆောင်အနေနဲ့သဘောတူစာချုပ်မှာချုပ်ဆိုခဲ့တာဖြစ်ပါတယ်လေးစားတဲ့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာမနေ့ကလည်းဒီစင်းစစ်ကျုံအနေနဲ့ကျွန်တော်တို့2018-19စင်းစစ်ကျုံအစီရင်ခံစာမှာလည်းဒီဟာခါရေပေးဝေရေးနဲ့ပတ်သက်ပြီးတော့တော်တော်များများအစိပ်ပိုင်းကိုလည်းရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီရေလုပ်ငန်းဆောင်ရွက်တဲ့ဥစ္စာမှာကျွန်တော်ချစ်ပြည်နယ်အစိုးရဖွဲ့ရဲ့ဆောင်ရွက်ခဲ့တဲ့အစဉ်စဉ်ကိုအကြမ်းပြင်းကျွန်တော်ရှင်းလင်းတင်ပြသွားပါမယ်ချစ်ပြည်နယ်မှာဟာခါမြို့မှာနေတဲ့လူပြည်သူလူထုအားလုံးရေဖူလုံဖို့အတွက်ကို2016-19မှာဒီဘဏ္ဍာငွေနဲ့ကျွန်တော်ရှင်းပြတဲ့အတိုင်းပဲတန်း2900နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်စာချုပ်စာတမ်းများကိုလည်းအစဉ်စဉ်စနစ်ကြနဲ့ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်ခင်ဗျဆိုတကယ်တမ်းအလုပ်လုပ်တဲ့ချိန်မှာတောင်းခံပြီးတော့စာချုပ်ချုပ်ဆိုခဲ့တဲ့ဦးပြုံးချူနဲ့ကျွန်မိုးကုတ်ရွှေကဦးကျော်နိုင်စိုးတို့နှစ်ယောက်ဟာဒီအဂရိကော်မရှင်ကိုနေပတ်သက်ပြီးတော့အရေးယူခံရတဲ့အခါမှာသူတို့ရဲ့လုပ်ငန်းပိုင်းတချို့မှာလက်ဟာသွားပြီးတော့ KND ကုမ္ပဏီကပဲဥဆောင်ပြီးတော့ဆက်တိုက်ဒီလုပ်ငန်းများကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီဟာခါမျိုးရေပေးကိုနေဆက်လင်းပြီးတော့ဒီကုမ္ပဏီတစ်ခုရဲ့လုပ်ငန်းဆောင်ရွက်မှုများကိုလည်းစနစ်တကျစစ်ဆေးပြီးတော့မှဖွဲ့စည်းတောင်းပေးပြီးတော့မှလုပ်ငန်းကိုအနှံခဲ့တာတော့အမှန်ကန်ဖြစ်ပါတယ်ဒါပေမဲ့ဟာခါရေပေးကိုရေဆောင်ရွက်ရင်းနဲ့မထင်မှတ်တဲ့အခုနနိုင်ငံတော်ကအရေးယူတဲ့အစီအစဉ်မျိုးဖြစ်တဲ့ချိန်မှာကုမ္ပဏီ2ခုအစားကုမ္ပဏီတစ်ခုကပဲတာဝန်ခံပြီးဆောင်ရွက်တဲ့အပိုင်းမှာအားနည်းချက်တွေဖြစ်ပေါ်ပါတယ်။နောက်မမျှော်လင့်တဲ့သဘောပေးအန္တရာယ်မိုရာမုန်တိုင်းကြောင့်လည်းလုပ်ငန်းများနှောင့်နှေးသွားတာလည်းပါပြီးတော့မှ2016ဒီဇင်ဘာ21ရက်မှာစာချုပ်ချုပ်ပြီးတော့မှ2019အောက်တိုဘာ31ရက်နေ့အထိတက်တန်းတိုးမြင့်ဖို့အတွက်တင်ပြတဲ့အတွက်လည်းအစဉ်စဉ်ဒီစာချုပ်တက်တန်းကိုထပ်မံချုပ်ဆိုပြီးတော့ဥပဒေအရအရေးယူဆောင်ရွက်ဖို့သဘောတူဆုံးဖြတ်ခဲ့ပြီးတော့မှတက်တန်းတိုးတာကိုလည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့လုပ်ငန်းကကုမ္ပဏီတွေရဲ့အားနည်းချက်အနေနဲ့လည်းပါတာကိုတွေးရှိရမှာဖြစ်ပါတယ်။ကုမ္ပဏီများအနေနဲ့ဒီ data ကမဟုတ်တာလေးတစ်ပိုင်းနောက်ပြီးတော့ survey data ကိုသိချမစင်းမဲနဲ့ဒီလုပ်ငန်းတင်တာရရှိမှ survey စင်းတာနောက် design ဆွဲတာမျိုးတွေလုပ်တဲ့ချိန်မှာနည်းနည်းကျွန်တော်ဒေသရဲ့တောင်ပေါ်ဒေသရဲ့အခြေအနေရလွဲမှားတဲ့ design နဲ့လုပ်တဲ့ချိန်မှာထင်းသလိုမအောင်မြင်တာဖြစ်ပါတယ်။နောက်ဒေသခံတွေမဟုတ်တဲ့အတွက်မြို့တွင်းမှာပိုက်လိုင်းတွေကိုတွယ်တဲ့ချိန်မှာဒီဒေသခံတွေနဲ့ဒီလုပ်ငန်းလုပ်ရတဲ့လုပ်ငန်းရက်ကွက်တွေမှာအဟံတာအခက်အခဲတွေဖြစ်တာတွေလည်းသူတို့ရဲ့တင်ပြချက်အရလည်းဒီမှာတွေ့ရှိရပါတယ်။အဲဒါကြောင့်ဒီ
ဒီမျိုးရင်းဖြန့်ဝေလိုင်းမှာလုတ်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီမျိုးပြင်ကရေထွက်၄ခုယူတဲ့နေရာမှာပဲဖြစ်ဖြစ်အစင်မပြေတဲ့ဟာဖြစ်ပါတယ်အဲကြောင့်လုပ်ငန်းတစ်ခုလုံးဟာ2019ဒီဇင်ဘာ31ရက်နေ့အပြီးဆောင်ရွက်မှာဖြစ်တော်လေမပြီးစီးတဲ့အတွက်တမန်ဒဏ်ချင်းနှစ်ဆပေးဆောင်ဖို့သဘောတူဆုံးဖြတ်ခဲ့ပြီးတော့မှသူမပြီးစီးတဲ့ကာလအတွက်ကိုလည်းဒဏ်ချင်းများကိုကျွန်တော်တို့ပေးသွင်းဖို့အတွက်စင်းစစ်ကစစ်ဆေးပြီးတော့မှဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်နောက်ပြီးတော့ပြည်နယ်တိဆောက်ရေးလုပ်ငန်းကော်မတီစီစီရေးကော်မတီအရေးသွေးစီစီကြီးကြဲကော်မတီနဲ့လုပ်ငန်းစီစီရေးကော်မတီများကိုလည်းဖွဲ့စည်းပြီးတော့မှ2018ဂျွန်လ1ရက်နေ့မှာထပ်မံဖွဲ့စည်းပြီးတော့မှလည်းလုပ်ငန်းများကိုထပ်မံပြီးတော့ကြီးကြပ်ခဲ့ပါတယ်။နောက်စံညွှန်းပြည့်မှုမရှိတဲ့လုပ်ငန်းများကိုလည်းပြန်လည်ပြီးတော့ပြုပြင်ခိုင်းတဲ့လုပ်ငန်းများကိုလည်းကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။နောက်2018ဂျွန်လ14ရက်နေ့မှာလည်းရုံးမိတ်ထပ်ဖွဲ့ပြီးတော့မှကျွန်တော်တို့ဒီအရင်ဝန်ကြီးအဟောင်းလက်ထက်မှာဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများဖြစ်တဲ့အတွက်ကျွန်တော်ရောက်တဲ့ချိန်မှာကျွန်တော်လုပ်ငန်းတာဝန်ခံအနေနဲ့အဖွဲ့ခေါင်းဆောင်အနေနဲ့ထပ်မံဖွဲ့စည်းပြီးတော့လဲကျွန်တော်တို့လုပ်ငန်းများကိုအနိကကြီးကြပ်ပြီးဆောင်ရွက်ခဲ့ပါတယ်ဆောင်ရွက်ပေမဲ့ရခင်ဒီဇိုင်းတို့နောက် survey တို့ကိုစနစ်ကျလုပ်ခဲ့တာမဟုတ်တဲ့အတွက်သူ့ရဲ့ gravity flow နဲ့ပေးတဲ့အပိုင်းမှာကျွန်တော်မျှော်မှန်းတယ်လို့ရေကမရောက်ပဲနဲ့အမှန်မှအယွင်းဖြစ်တဲ့အတွက်ထပ်မံပြီးတော့ကျွန်တော်ဒီ design ကိုပြန်ပြင်ခိုင်းတာတို့နောက်ပြီးတော့သူတို့ရဲ့ရေကန်တွေကိုပြန်ပြင်ခိုင်းတာတို့ကိုကျွန်တော်အသေးစိတ်လုပ်ခဲ့ရပါတယ်လုပ်ပြီးတော့ဒီစင်းစစ်နောက်ဆုံးမှဒီလုပ်ငန်းဟာသူတို့အဖွဲ့နဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကိုသိတဲ့အတွက်ကျွန်တော်တို့စီပင်သားကပဲတာဝန်ယူပြီးတော့ဒီလုပ်ငန်းကိုအပိသက်ဆောင်ရွက်မယ်လို့ကျွန်တော်တို့တင်ပြပြီးတော့ကက်ဘိနက်မှာဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဟာခရီပေးကိုဒီ2019ဧပြီလ10ရက်နေ့ရုံးမှ15မြင်းစော2019နဲ့ကျွန်တော်ကိုဥက္ကဋ္ဌဖွဲ့စည်းပြီးတော့မှဒီရေပေးလုပ်ငန်းကိုအောင်မြင်အောင်ကျွန်တော်တို့ဆောင်ရွက်ဖို့အတွက်တာဝန်ယူပြီးတော့ဆောင်ရွက်ပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့အာရီယာနေပြီးတော့3200နောက်တစ်ခါ GRX ကနေ3200ထည့်ပြီးတော့မှကျွန်တော်တို့ service ဆင်းတဲ့လုပ်ငန်းနဲ့ design အသစ်ဆွဲတဲ့ဟာကိုကျွန်တော်ဆောင်ရွက်ပါတယ်ဆောင်ရွက်ပြီးတော့အဲ့ဒီပတ်စံနဲ့မလောက်တဲ့အတွက်နောက်ထပ်2019-20 BE မှာ5350ထပ်ထည့်ပြီးတော့မှစုစုပေါင်း3900လောက်နဲ့ကျွန်တော်တို့ဒီလုပ်ငန်းကိုအပိုင်းခွဲပြီးတော့အပိသက်ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်ဒီ KND နဲ့မိုးကုရှူရဲ့လုပ်တဲ့လုပ်ငန်းများကိုတော့ဒီစင်းစစ်ရဲ့ပမာဏစစ်စစ်ချက်နဲ့အရေးယူဆောင်ရွက်မှုကိုဆက်တိုက်ဆောင်ရွက်သွားတာဖြစ်ပါတယ်ခင်ဗျသူတို့နဲ့သာဆက်လုပ်မယ်ဆိုရင်လည်းဒီရေပေးရေးကဘလို့မှမအောင်မြင်နိုင်တဲ့အတွက်ကျွန်တော်တို့စီပင်သားကနေပြီးတော့ပဲတာဝန်ယူပြီးတော့အခုမြို့ပေါ်ကိုရေပေးရေးလုပ်ငန်းကျွန်တော်တို့ဆောင်ရွက်တာမှာ65%ကိုကျွန်တော်ရေပေးဝင်နိုင်ပြီးတော့ဒီမြို့လူထုငကိုဒီဇိုင်းအတိုင်းပဲမြို့လူထု3000ကျော်ထဲကလူဦးရေ2000ကျော်ကိုကျွန်တော်လက်ရှိမှာရေးပေးနေပြီဖြစ်ပါတယ်ဆိုကျန်တဲ့35%လောက်နောက်ထပ်တိုးလာတဲ့လူဦးရေအတွက်ကိုလည်းဒီ2021-22မှာဘတ်ဂျက်ထည့်ပြီးတော့ကျွန်တော်ဆက်လက်ဆောင်ရွက်သွားပါမယ်အခုဒီကုမ္ပဏီတစ်ခုနဲ့ရှင်းလင်းရမယ့်အပိုင်းကိုတော့စင်းစစ်ချုပ်မနေ့ကရှင်းပြသလိုပဲအပိသက်အစီအခံစာမလုပ်ရသေးတဲ့အတွက်ကျွန်တော်တို့ဆောင်ရွက်စေဖြစ်ပါတယ်အခုနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီရေပေးဝင်ရေမျိုးရင်းပေးဝင်ရေကပြီးသွားပြီဖြစ်ပါတယ်ပြီးသွားတဲ့အတွက်ကိုကျွန်တော်တို့ဒီအစိတ်ပိုင်းတစ်ခုထိအခုတာဝန်ယူနေတဲ့ KNDA ကုမ္ပဏီဥက္ကဋ္ဌနဲ့ကျွန်တော်ရှင်းလင်းပြီးတော့ငွေအပေးယူကိစ္စသူတို့ကပေးသွင်းရမယ်ရော်ပေးရမယ်ငွေကြေးရယ်ကျွန်တော်တို့ကနေပြန်တရှုပ်အားရမယ်ငွေကြေးကိစ္စတွေကိုညှိနှိုင်းပြီးတော့ဆောင်ရွက်တာအပိသက်ရောက်နေပြီဖြစ်ပါတယ်ဆိုရေကိစ္စလည်းပြီးပြီဖြစ်တဲ့အတွက်ဒီဇင်ဘာလထဲမှာ KNDA ကနေပြီးတော့ပြီးစီးတလောက်ကိုထွေးအုပ်ကိုကျွန်တော်တို့စာချုပ်စာတမ်းနဲ့အပ်ပြီးတော့မှထွေးအုပ်ကနေကျွန်တော်စီပင်ကိုဒီလုပ်ငန်းအားလုံးကိုလွှဲပြောင်းလက်ခံဖို့ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ဒီရေလုပ်ငန်းလွှဲပြောင်းလက်ခံပြီးမှဒီပြည်နယ်စင်းစိချုပ်ကနေပြီးတော့အပိသက်စင်းစစ်ဆေးတဲ့ဥစ္စာကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်ဒီဇင်ဘာလထဲမှာကိုကျွန်တော်တို့လွှဲပြောင်းလက်ခံကိုအပိသက်လုပ်ပြီးတော့မှကျွန်တော်တို့အပိသက်လွှဲပြောင်းတဲ့နောက်ပိုင်းမှာစင်းစစ်ကဒီအစိုးရတက်တန်းဒီလာမယ့်2021မတ်လ31အတွင်းမှာစင်းစစ်အပိသက်အစီရင်ခံစာကိုတင်ပြမယ်လို့ကျွန်တော်ညှိနှိုင်းထားပါတယ်ဒီစင်းစစ်ရဲ့အပိသက်အစီရင်ခံစာထွက်ရှိတဲ့အပေါ်မူတည်ပြီးမှကျွန်တော်တို့ဒီကုမ္ပဏီတစ်ခုကိုအရေးယူဆောင်ရွက်ဖို့ဖြစ်ပါတယ်ဆိုတော့အခုအနေမှာတော့ကျွန်တော်တို့ဒီလုပ်ငန်းကိုနှုတ်နှစ်ဖက်နင့်နာမမရှိအောင်သဘောတူညီချက်ရယူပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျဆိုတော့ဟာကရေပေးရေးဟာကျွန်တော်တို့ချစ်ပင်အစွာဖွဲ့
အနေနဲ့လည်းတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်စီပင်သားရကနေပြီးတော့လက်ရှိကိုမျိုးပေးရေးပေးရေးကိုဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မကြမီဒီလုပ်ငန်းကတော့အပိသက်ဆောင်ရွက်ဖို့ကိုကျွန်တော်စူးစမ်းနေတဲ့အကြောင်းလည်းဒီမှာထပ်တွင်ပြီးတော့ထပ်ပြောလိုပါတယ်ဆိုတော့ကျွန်တော်စီပင်သားကနေပြီးတော့လက်ရှိ KNDA ကုမ္ပဏီရဲ့ပေါ်ဆမှုကြောင့်ပိုက်တွေပိုတာရှိတယ်ပိုက်တွေပိုတဲ့ဥစ္စာတွေနောက်ပြီးတော့ budget တွေကိုပုံမတောင်းခံထားတာအလုပ်ထဲမှာမပါဘဲနဲ့ပိုက်ဖူးမြေလောက်အခပိုတောင်းထားတာလေးတွေကိုစင်းစစ်စစ်စစ်ချက်အစီရင်စာအရာပြန်လည်ပေးသွင်းဖို့အတွက်ကိုကျွန်တော်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအခု2020 ဩဂတ်လ31ရက်နေ့ပြည်နယ်စင်းစစ်ချုပ်ရဲ့အစီရင်ခံစာသုံးသက်အကြံပြုချက်အရကျွန်တော်တို့2019ခုနှစ်မတ်လ31ရက်နေ့အထိတန်ကြီးတွက်ချက်မှုအရအလုံးပေါင်း356သိန်းတွင်းရမယ့်အထက်မှာ KNDA ကုမ္ပဏီကနေ390လောက်တွင်းရဖို့ဖြစ်ပြီးတော့မိုးကုတ်ရွှေကနေ366သိန်းပေးသွင်းဖို့ကိုလည်းစည်ရင်ဖော်ထုတ်ထားပြီးဖြစ်ပါတယ်။နောက်မြေပေါ်မှာတွေ့တဲ့ပိုက်ပုံမထုတ်ယူခဲ့တဲ့မြေဒုက္ခပေါင်း39သိန်း9000အဲ့ဒါကိုလည်း KNDA ကုမ္ပဏီကနေ16သိန်းကျခံပြီးတော့မိုးကုတ်ရွှေကနေ23သိန်းကျခံဖို့ကိုလည်းစည်ရင်တွက်ချက်ထားပြီးတော့ကုမ္ပဏီကိုလည်းကျွန်တော်ပေးသွင်းဖို့အကြောင်းကြားပြီးဖြစ်ပါတယ်။နောက်မျက်မြင်တိုင်းတာချက်များအရရောနေနေတဲ့လက်ကျန်ပစ္စည်းတန်ဖိုးသိန်းပေါင်း1284သိန်း9000ကျော်ကိုလည်း KNDA ကုမ္ပဏီကသိန်း900ကျော်နဲ့မိုးကုတ်ရွှေကနေပြီးသိန်း984သိန်းသွင်းဖို့ကိုလည်းငွေစင်းပြန်လည်ပေးသွင်းဖို့ကိုလည်းအကြောင်းကြားပြီးဖြစ်ပါတယ်။နောက်ပြီးခမန်းချီစရင်ထက်ရောနေအောင်ဆောင်ရွက်တဲ့ပိုက်တွေတန်းခလောအခအဲ့ဒါကလည်းအလုံးပေါင်းသိန်း360ရှိပါတယ်။အဲ့ဒီအတွက်ကိုလည်း KNDA ကုမ္ပဏီကနေသိန်း50ကျော်နဲ့မိုးကုတ်ရွှေကနေပြီးသိန်း310သိန်းအဲ့ဒါကိုပြန်လည်ပေးသွင်းဖို့လည်းအကြောင်းကြားပြီးဖြစ်ပါတယ်ကျွန်တော်တို့သူတို့လောက်ရမယ့်ဥက္ကံ40ကန်အစားဥက္ကံ40နဲ့နှလုံးလောက်လိုက်တဲ့အတွက် subten နှလုံးပုံမလောက်ထားတဲ့ကန်တလုံးကို34သိန်းကျော်နဲ့ကန်နှလုံးအတွက်68သိန်း9000ကိုလည်း KMD ကုမ္ပဏီကိုကျွန်တော်တို့အစိုးရဖွဲ့နေနဲ့ပြန်ပေးချေဖို့ကိုလည်းဒီမှာစင်းဖော်ထုတ်ထားပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့စင်းစစ်ချုပ်ရဲ့သုံးသက်အကြံပြုချက်များကိုလည်းမနေ့ကအသေးစိတ်ရှင်းလင်းပြီးသားဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အသေးစိတ်မရှင်းလင်းတော့ပါဘူးဆိုတော့ချစ်ပြည်နယ်ဟာခမျိုးရေးပေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေနဲ့ဆက်လင်းပြီးတော့ဒီကျွန်တော်စင်းစစ်ချုပ်ကဥဆောင်ပြီးတော့ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစီစီရေးကော်မတီကြီးကြပ်ရေးကော်မတီနောက်ရက်ကွက်အုပ်ချုပ်မှုများပါဝင်တဲ့အဖွဲ့6ဖွဲ့နဲ့စနစ်ကျစစ်ဆေးပြီးမှကျွန်တော်တို့လုပ်ငန်းများကိုလည်းအပိသက်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အကြောင်းကိုဒီမှာတင်ပြလိုပါတယ်နောက်ဟာခမျိုးရေးပေးအကောင့်ထဲပေါ်ဖို့အတွက်ကုမ္ပဏီတစ်ခုရဲ့မပြီးပြတ်တဲ့လုပ်ငန်းများကိုလည်းဒီအခုကျွန်တော်တို့လွှဲပြောင်းလက်ခံလုပ်ပြီးတဲ့အချိန်မှာအပိသက်စင်းစစ်ချုပ်အစီရင်ခံစာအတိုင်းကျွန်တော်တို့ကြိုးစားပြီးဆောင်ရွက်သွားမယ့်အကြောင်းဒီမှာတင်ပြလိုပါတယ်နောက် KND ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီတွေကတိစောက်ခဲ့တဲ့ဂါလာ9000ဆက်စက်တဲ့42လုံးအနည်းစက်တဲ့22လုံးဟာရေယိုစိတ်နေတဲ့အတွက်ကျွန်တော်ပူပေါင်းဖွဲ့များကစစ်စစ်တွေ့ရှိပြီးတော့အဲ့ဒီပျက်စီးနေတဲ့ရေကန်များကိုလည်းလက်ရှိမှာပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်ဒီစက်တဲ့42လုံးဟာအသုံးပြုနိုင်ဖို့အခြေအနေလက်ရှိမှာရှိပြီးတော့မှဒီစီပင်သားရေးအဖွဲ့များကနေ၎င်းများကိုလည်းရေးဖြစ်ထားပြီးတော့အဲ့ဒီရက်ကွက်အတွင်းမှာအသုံးတက်အောင်ကျွန်တော်မိဘေးအန်ဒရဂျူတင်ကာကိုရေးအတွက်မိသက်ကံများအဖြစ်အသုံးပြုနိုင်ဖို့လည်းလက်ရှိမှာကျွန်တော်တို့ကြေးရွာနေပြည်သူများကိုလည်းအသိပေးထားပြီးတော့အကျိုးရှိအသုံးချဖို့ကျွန်တော်ဆောင်ရွက်ထားပါတယ်မြို့ပြည်ရေထွက်၄နေရာဖြစ်တဲ့ဟာခမြို့အနီးမှာရှိတဲ့စကြွန်ဘာဖာတဲဥဘာဟာအိုချေဘာနဲ့ကီဟာဘာစတဲ့ရေထွက်များမှာရေသွင်းနိုင်ဖို့အတွက်ကိုလည်း KND ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီတို့တန်တာခေါ်စီမှာမပါခဲ့တဲ့အပိုလုပ်ငန်းဖြစ်တဲ့အတွက်အပိုလုပ်ငန်းဖြစ်တော့လဲကုမ္ပဏီတစ်ခုကိုစာချုပ်ထဲမှာထည့်သွင်းပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရေထွက်၄ခုလုံးဟာ KND ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီတို့မှဆောင်ရွက်ခဲ့တော့လဲအဲ့ဒီရေနေရာတွေကိုအခုကျွန်တော်တို့တွားကြည့်တဲ့အခါကျတော့နေရာကခက်ခဲနဲ့တွာလာရတာဖြစ်ပြီးတော့မိုးတွင်းမှာသာရေကများများထွက်ပြီးတော့နွေရာသီမှာရေခန်းချောက်နေတာကိုလည်းလက်ရှိတွေ့ရှိပါတယ်ဒီလုပ်ငန်းဒီပင်မလုပ်ငန်းတောင်ပြီးစီအောင်လုပ်နိုင်တာမရှိသေးတဲ့အတွက်၎င်းကုမ္ပဏီများအနေနဲ့မြေပြင်မှာဆောင်ရွက်တဲ့နေရာမှာကုမ္ပဏီတစ်ခုဟာတက်ညီလက်ညီနဲ့မလုပ်နိုင်ပဲနဲ့ဒီ KND ကုမ္ပဏီတစ်ခုကပဲဒီအခုဟာခမျိုးကနေပြီးတော့ကျွန်တော်မတူပီကိုထွက်တဲ့လမ်းပေါ်မှာပိုက်တူလမ်းမကြီးပေါ်မှာတွေ့တန်းထားတာတချို့ကိုယ်စလဲတချို့လဲတွေ့ရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အခုနောက်ဆုံးစင်းများအရာမြေပြင်
มาชีเร่ไปปูรีไปเล็กจันดีกูก้าวขันในเชิมาไปมิวโซฮะจนรู้อาลงบองไม่อาเพียงสังฆาตมาคนในตรงไม่ยังเลยตั้งสีบิโรเซตินยาบาร์เร่อดีหาดีจนรู้เลชีฮักขามิวบองมาปีพูดด้วยจนรู้สีเบียงตาวอยู่บิโรดีไซน์สวยได้เชิมาตัวมันเตะไปเด็ดพิบาร์so อาลงบองสังฆาไม่เนี่ยสังฆาตมาคนในตรงไม่พิบาร์อะไรกูจนรู้เลชีมาซูซีบิโรอภัยเนี่ยสนิจจะมาตาบิโรไปมิวซาเดลิมาตาบิโรสิบิวันได้เอียนามาสุบงบิโรท่าบาร์ไอ้ดิเลชีจนรู้สังฆาตมาคนตรงไม่หากูแต่พูดเต็งไรได้ชินจ้าอาลบองเต็งบอง5,600เนี่ย7,000เนี่ย60คนเนี่ยแต่พูดชีดากูตุยมาพิบาร์อะไรกูเลยเซนซิเจเนี่ยจนรู้สิ่งอะไรมากูเลยสนิจเนี่ยพิจูท่าบิพิบาร์now အဲ့ဒီလက်ရှိဒီကိစ္စစင်းစစ်အစီအကံစားထွက်ပြီးတော့ဒီကုမ္ပဏီတစ်ခုနဲ့ရှင်းလင်းမှုအပိသက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကအခုနပြောတဲ့ရေထွက်၄ခုပဲဖြစ်ဖြစ်2ခုကဖြစ်ဖြစ်တင့်တော်တဲ့အချိန်မှာဒီဘဏ္ဍာငွေတောင်းဆိုပြီးတော့မှကျွန်တော် service ဆင်းပါမယ် service ဆင်းပြီးမှအဲ့ဒီကထွက်ချတဲ့ design အတိုင်းကျွန်တော်ဟာခါမျိုးပြစီမံကိန်းဖြစ်တယ်အခု686ဧကမှာရေရရှိဖို့အတွက်ကိုကျွန်တော်တို့စူးစမ်းပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီ2020နဲ့17ဘတ်ဂျက်မှာတော့ကျွန်တော်တို့ဘတ်ဂျက်ဆွဲထားခြင်းမရှိသေးပါဘူးဆိုတော့ကျွန်တော်တို့ service ဆင်းရမယ် design ဆွဲရမယ် estimate ထွက်တဲ့အပေါ်မူတည်ပြီးမှကျွန်တော်တို့ကဒီမြို့ပြစီမံကိန်း686ဧကမှာရှိတဲ့နောက်ထပ်တိုးလာမယ့်ပြည်သူလူထုအတွက်ကိုရေရရှိအောင်ဒီလက်ဆက်တင်ထားတဲ့ပစ္စည်း35,600ကျော်ဖို့ပိုက်15မိုင်နဲ့9ဖာလုံလောက်ရှိတဲ့အဲ့ဒီဟာကိုအကျိုးရှိအသုံးချမဲ့အကြောင်းကိုဒီမှာတက်ရောက်လာတဲ့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့ကိုယ်စားလှယ်များအားလုံးကိုလည်းသိပေးလိုပါတယ်နောက်ပြီးတော့ဒီအချိန်မီမပြီးစီးတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီစာချုပ်မှာလည်းမလွန်ဆန်နိုင်တဲ့ဖြစ်ရများမလွန်ဆန်နိုင်တဲ့အခြေအနေများအပေါ်မှာဒီဥပြုံးချုံနဲ့ဥကျော်နိုင်စိုးတို့ဟာတရားခံဖြစ်ချုပ်နှောင်ခံထားတဲ့အတွက်ဒီငွေကြေးအခက်အခဲများလည်းဖြစ်တဲ့အတွက်ဒါကြံ့ကြာသွားတဲ့အကြောင်းကိုလည်းဒီမှာဖြစ်ဆွပြီးတင်ပြလိုပါတယ်နောက်ဆုံးအနေနဲ့ဒီလွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များအားလုံးကိုကျွန်တော်တို့တင်ပြလိုတာကတော့ဒီတိုက်တွန်းကြောင်းအဆိုကိုကျွန်တော်တို့လည်းစူးစမ်းဆောင်နေတာဖြစ်တဲ့အတွက်လွတ်တော်ကနေပြီးတော့မှတ်တမ်းအဖြစ်သာထားရှိပေးပါရန်လွတ်တော်ဥက္ကဋ္ဌကြီးနဲ့တဆင့်လေးစားစွာတင်ပြအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားများခင်ဗျာပြည်နယ်အစိုးရအဖွဲ့မှစင်းလင်းပြီးဖြစ်ပါသဖြင့်အဆိုစီမှသဘောထားတင်ပြရန်ဖိတ်ခေါ်ပါတယ်လေးစားအပ်ပါတော့ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးမြင့်တကွချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ချုပ်တဲ့အစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအလုံးကိုမင်္ဂလာပါလို့ကျွန်တော်အနေနဲ့စေဝစွာနှုတ်ခွန်းဆက်တာလိုပါတယ်ကျွန်တော်ရဲ့ဒီဟာခါဒီပေးဝေးလိုင်းဆောင်ရွက်ခြင်းလုံးကပြည်နယ်အစိုးရအဖွဲ့နဲ့တာဝန်ရှိသူများလက်လိုဒုရတတမကုံမီပစ္စည်းအောင်ဆောင်ရွက်မဲ့ဒီစီမံချက်များရေးဆွေးပြီးမှဆောင်ရွက်ဖို့တိုက်တွန်းတဲ့အကျိုးအရေးကြီးတဲ့အဆိုကိုတင်ပြခြင်းဟာကျွန်တော်တို့ဟာခါမြို့ဟာကျွန်တော်ချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်ဒါကြောင့်ချင်းပြည်နယ်မှာရှိတဲ့ပြည်သူပြည်သားအလုံးလည်းဒီရေပေးဝေရေးလုပ်ငန်းနဲ့ရေတွေ့တန်းရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ဟာဒီကျွန်တော်တို့ချင်းပြည်နယ်တွင်းမှာရှိတဲ့ပြည်သူပြည်သားများအလုံးမှာလည်းတာဝန်ရှိတယ်လို့ဟာခါမြို့သူမြို့သားမှာလည်းလည်းဆိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီစွာတက်တန်းလွတ်တော်တက်တန်းဒီငါမကြခင်မှာလာပိုင်းမှာပြီးဆုံးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလုပ်ငန်းကလေး2016ခုနှစ်နိုဝင်ဘာ21ရက်နေ့မှာစတင်ပြီးမှဒီ KLD နဲ့မကုတ်ဆူရီကုမ္ပဏီများနဲ့သက်ဆိုင်ရာဌာနအစိုးရဖွဲ့များကိုစားပြုအနေနဲ့ဒီရေမျိုးတွင်းရေတွေပိုက်လိုင်းဖြန့်ဝေခြင်းလုပ်ငန်းကိုစပြီးမှဆောင်ရွက်တာ9နှစ်တောင်မှမကြခင်ပြီးဆုံးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီလုပ်ငန်းကိုဆောင်ရွက်တဲ့နေရာမှာအားနည်းချက်အတားချက်တွေရှိခဲ့တယ်လို့ကျွန်တော်တို့ရဲ့
ဆောင်ရွက်မဲ့လုပ်ငန်းတွေဒီအစဉ်ဟိုပေါ့စင်းစစ်ချုပ်ရဲ့အစဉ်ခံစာအရာကိုလည်းကျွန်တော်တို့ဟိုကြားတရားပြီးဖြစ်ပါတယ်20ချိန်မြောက်အချိန်မှာစင်းဒီဟာခါကြီးပြေဝေမြတ်ပတ်သက်ပြီးမှစင်းစစ်ချုပ်ရဲ့တွေ့ရှိချက်အရာကိုလည်းကျွန်တော်တို့စင်းစစ်ချုပ်အနေနဲ့လွှတ်တော်မှာတင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ဒီတော့အခုဒုတိယအချိန်လို့ပြောရမှာပဲဒီဟာခါကြီးပြေဝေရေးနဲ့ပတ်သက်လို့မှနိုဝင်ဘာ26ရက်နေ့မှာပြန်မင်းမှစင်းစစ်ချုပ်ကတင်ပြခဲ့ပြီးဖြစ်ပါတယ်ဒီအရာကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့အခုနလွတ်တော်ကိုယ်စားလှယ်မင်းသားမတူပြည်လွတ်တော်ကိုယ်စားလှယ်ဦးအောင်လျက်နဲ့ကံပလက်မျိုးနေလွတ်တော်ကိုယ်စားလှယ်ဦးကူထောင်တို့မှဆွေးနွေးခဲ့ပြီးလေဖြစ်ပါတယ်ဒီအပြင်ချင်းပြည်နယ်အစိုးရဖွဲ့မှကိုစားပြုပြီးစီပင်တာရဲ့နဲ့လက်စစ်စမှုဝင်ကြီးကလည်းရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီအဆိုရှင်ရဲ့သဘောထားအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလွတ်တော်9နှစ်တက်တမ်းမှာစင်းစစ်ချုပ်ရဲ့လုပ်ငန်းအစဉ်ခံစာအရကြံခိတဲ့ရီထွက်4ခုကြံခိတဲ့အရာကိုကျွန်တော်တို့အစဉ်ခံစာမှာတွေ့ရှိရတော့ကြောင့်တရားကိုဆက်လက်ဒီအစိုးရတက်တမ်းမကုန်မီလွတ်တော်တက်တမ်းမကုန်မီအပြည့်တက်ဆောင်ရွက်ပေးဖို့လိုချင်ပါတယ်ဒါကြောင့်ဒီဟာကိုကျွန်တော်တို့ကဒီနှစ်ရှည်လာများကြာခဲ့ပြီအကြောင်းမျိုးကြောင်းကြာခဲ့တယ်လည်းရှိကောင်းရှိနိုင်မယ်တော့ဝင်မဲ့ဒီဟာလုံငါမအောင်ပြီတော့အစိုးရဖွဲ့မှာတာဝန်ရှိတဲ့အဖွဲ့အစည်းဌာနဆိုင်ရာကတာဝန်ခံမှုတာဝန်ယူမှုရှိရမှာဖြစ်ပါတယ်ဒီလုပ်ငန်းတွေဒေတာစီမံကိန်းတွေအောင်မြင်ဖို့ဒီဇိုင်းမဲ့ဆောင်ရွက်ဖို့ကြီးကြပ်ဖို့ဆိုတာကအစိုးရဖွဲ့နဲ့သက်ဆိုင်ရာဌာနဖွဲ့တွေကဒီနာအောင်မြင်တော့ကုမ္ပဏီဖြစ်စေဒီဟာကိုဒီဇိုင်းမဲ့ဆောင်ရွက်နိုင်အောင်ကိုလုပ်ငန်းကြကြမဲ့ဆောင်ရွက်နိုင်ဖို့အရေးတစိုက်ဆောင်ရွက်ဖို့ကိုတာဝန်ရှိပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ဒီစိုးရတက်တန်း9နှစ်မကုန်ဆုံးမီအပြည့်တက်ဆောင်ရွက်ပေးဖို့နဲ့ဒီဟာကိုပို့ပို့ဆဆမတွေးပေးနဲ့ကြမဲ့ဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့ဟိုအဆိုရှင်တပိုးထားနေနဲ့ပြောပြလိုပါတယ်ဒါကြောင့်ချင်းပြည်နယ်အစိုးရဖွဲ့ရဲ့ဒီရှင်းလင်းတင်ပြတဲ့စီပင်တရားနဲ့လက်စစ်စမှုဝင်ကြီးဦးစုတက်ပါရှင်းလင်းတင်ပြတဲ့အပေါ်မှာမှတ်တမ်းအဖြစ်ထားပေးပါလို့ပြောပါတယ်အဆိုရှင်အနေနဲ့မှတ်တမ်းဆိုတာကတော့မှတ်တမ်းမှာထားခဲ့မယ်ဆောင်ရွက်ချင်မှလည်းဆောင်ရွက်မယ်အရေးယူချင်မှလည်းအရေးယူမယ်ဒါမျိုးတွေရှိတဲ့အနေအထားဖြစ်တဲ့ကြောင့်ကျွန်တော်အဆိုရှင်ရဲ့တပိုးထားအနေနဲ့ဒီအရေးကြီးအဆိုကိုအတည်ပြုပေးဖို့အတွက်ကိုကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်၎င်းကိစ္စနဲ့ပတ်သက်ပြီးတော့စာချုပ်တက်တန်းပြီးတဲ့နှစ်အကြာမှာဒါနလိုင်မြို့နယ်ပြည်နယ်လွှတ်တော်အမှတ်1အိုးဗန်ထောင်းမှာအချက်ပေါင်း20ချက်နဲ့တင်ပြပြီးဖြစ်ပါတယ်အဲ့ဒါကိုအကျဉ်းအနေဆွေးနွေးပြီးမှကျွန်တော်တို့လွှတ်တော်ကနေအချိန်ကိုယူပြီးတော့မှတ်တမ်းတင်ခဲ့ပါတယ်အခုကတော့အချင်းကလည်းတစ်တိုင်းလေးကုံတော့မယ်ဆိုတဲ့အတွက်ကြောင့်စင်းစီချုပ်ရဲ့အပိတအစီခံစာကိုဘယ်နေ့မှဒီလအတွင်းဘယ်နေ့ရက်နေ့မှပေးနိုင်မလဲအဲ့ဒါလေးကိုကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့နော်ဒီရှိလိုပါတယ်အဲ့ဒါမှအလုပ်ဖြစ်မယ်ဒါကြောင့်ဇက်ကိုစင်းစီချုပ်အနေနဲ့ဘယ်နေ့ရက်နေ့ဆိုတာကိုဇက်ကိုတတ်မှတ်ပြီးမှပဲကျွန်တော်တို့အဖြစ်ပေါ်လာမှာဖြစ်တယ်အဲ့ဒါကြောင့်စင်းစီချုပ်ကြီးအနေနဲ့ဘယ်နေ့ရက်နေ့မှာစင်းစီချုပ်ရဲ့အပိတက်ကိုအစင်းခံစာကိုတင်ပြနိုင်မလဲဆိုတာကိုလေဆွေးနွေးပေးစီချင်ပါတယ်လေးစားတဲ့လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်စင်းစီချုပ်ကအခုနကျွန်တော်တင်ပြထားတဲ့အတိုင်းပဲကမ်ပဏီကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုသူ့ရဲ့ဆောင်ရွက်ချက်လုပ်ငန်းဆောင်ရွက်ပြီးပြီဆိုတာကိုသူကလွှဲပြောင်းပေးရမှာဖြစ်ပါတယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်းအဲ့ဒါကိုသူလက်ခံလိုက်တာနဲ့ကျွန်တော်ကဝင်ရောက်ပြီးအပိသက်စစ်ဆေးလို့ရပါတယ်ဘို့ဘက်စီပင်သားရရေးကိုနဲ့သူနဲ့အထွေပြောင်းကိုကျွန်တော်စောင့်ကြမလို့ပါဘူးခင်ဗျာအဲဒါကြောင့်အဓိကအရေးကြီးဒါကဒီဇင်ဘာလအတွင်းမှာသူတို့ကအပိသက်ဒီ company ကအပ်နိုင်လို့ရှိရင်ကျွန်တော်ကဝင်ရောက်စစ်ဆေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းဒီကုန်ချရပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ရအဲ့တော့ရာကြီးနဲ့ကွာဒီလွှတ်တော်ကိုယ်စားလှယ်များဒီကိစ္စကနောက်ဆုံးအနေနဲ့တော့ဒီ
မတန်းအနေနဲ့ပဲထားပြပါဆိုတဲ့ဟာကိုကျွန်တော်ထပ်လောင်းပြီးစီပင်တာရဲ့ဝန်ကြီးရဲ့တင်ပြချက်ကိုကျွန်တော်ထပ်လောင်းပြီးဥက္စာကြီးရဲ့တစ်စစ်ကျွန်တော်တင်ပြလုပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်လားဘယ်လိုမျိုးနဲ့လွတ်တော်ကိုစလဲဥပ္ပမင်းဆွေးနွေးတဲ့အခါမှာအစိုးရရဲ့တာဝန်ကိုတာဝန်ခံလို့မလိုအပ်တဲ့ဆိုတဲ့အပိုင်းမှာဒီကိစ္စကပထမကစီပင်ဝန်ကြီးကဥအိုက်ချက်ခင်တာစလိုက်အိုက်ချက်ခင်တာတာဝန်ကိုဆောင်ရွက်တယ်။ဝန်ကြီးမှုစားတဲ့နဲ့စလိုက်အိုက်ချက်ခင်နဲ့ထွေအုပ်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ကော်မတီ၃ခုဖွဲ့စည်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်တာဖြစ်တယ်။ဆောင်ရွက်တဲ့နေရာမှာဒါဒီကိစ္စကဒီဇိုင်းကမကောင်းဘူးဒီဇိုင်းမအောင်မြင်လို့နံပါတ်1ကဒီဇိုင်းပြန်ပြောင်းရတယ်ဒီဇိုင်းကိုဒီမပြုတ်လို့ဆိုတဲ့ဟာကျွန်တော်တို့တွေးရှာတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်အရေးယူဆောင်ရွက်လို့ရှိတယ်ဆက်လက်ပြီးတာဝန်ယူဆောင်ရွက်နေတဲ့ချိန်မှာပဲခုနဒီ company ဘုကုစုရ company ဦးစွာနိုင်ဆိုတာနဲ့ဒီအတွေ့အမှုအပြုံးချွာအချုပ်ခံရတယ်လူချုပ်ခံရတဲ့ပြင်သူတို့ရဲ့ဘာသာငွေတွေကတော့ဆက်ပြီးတုံးလို့မရအောင်နိုင်ငံတော်ကနေပြီးတော့ဘတ်ဂျက်ကိုဒါကျွန်တော်တို့အကတိတိုက်ပြည့်ရပြီးတော့ကတ်တတ်ထားတဲ့အခါမှာသူတို့ကငွေတုံးဆွဲလို့မရဘူးတုံးဆွဲလို့မရတဲ့အခါ company တစ်ခုကပဲစိုက်ထုတ်ပြီးတော့တုံးဆွဲနေတဲ့ကာလမှာကျွန်တော်တို့အဲ့ဒီမှာဒါမလွန်ဆန်နိုင်တဲ့ပြဿနာအခက်အခဲကိုကျွန်တော်တို့စောင့်နေရတယ်စောင့်နေလုံရင်းကရင်စောင့်နေတစ်ဖက်ကလည်းcompany တစ်ခုလုံးမဲ့ company တစ်ခုကလုံနေတဲ့အခါကျတော့ဒီကိစ္စတော့ကျွန်တော်တို့ဘာဖြစ်ဆိုတော့ကြီးကြပ်ရေးကော်မတီတုံးဖွဲ့တယ်ကြီးကြပ်ပြီးတော့ဆောင်ရွက်နေတဲ့ကာလမှာဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ကအချိန်အတော်တန်သွားနေပြီဒီဟာလေးမအောင်မြင်လို့ကျွန်တော်တို့ကဒီကိစ္စကစီပင်တရားဝန်ကြီးမှာတောင်းရှိတယ်တာဝန်ယူမှုတာဝန်ခံမှုရှိရဲဆိုတော့ဥပ္ပမင်းထောက်ပြတာပါမယ်ဒါပေမဲ့ तू ကလည်းစလိုက်အချက်ခင်တယ်လေဝန်ကြီးစလိုက်အချက်ခင်တယ်လေကျွန်တော်ဒီဟာခါကြီးပြီးမှာနော်ထလန်းကြီးပြီးမှာတော့ပြီးတော့ဒီဟာခါမျိုးနဲ့စီပင်တရားဆောက်လုပ်ရေးလုပ်ငန်းမှာကျွန်တော်မှာတာဝန်ယူမှုတာဝန်ခံမှုမှာတာဝန်ရှိပါတယ်တာဝန်မကြည့်ဖို့ဆိုပြီးတော့သူကလည်းဝန်ကြီးရဲ့နေကနေပြီးတော့လူထွက်တဲ့အထိဒီလူကအတွက်ကျွန်တော်တို့ကဒါကျွန်တော်တို့အရေးယူဆောင်ရွက်တာရှိပါတယ်တော့ဝန်ကြီးကိုယ်တိုင်ကလည်းဒီကိစ္စကိုအကြောင်းပြပြီးတော့ဒါစတင်ပြီးတော့နိုင်ငံတော်သမ္မတဆီစတင်ပြီးတော့သူ့ထွက်စတင်သွားတာရှိပါတယ်ဒီအစိုးရပိုင်းအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုမှာကျွန်တော်တို့အရေးယူကိုစစ်ဆေးတဲ့နေရာမှာဒါအပြင်းထန်ဆုံးတော့ဝန်ကြီးမှုရောဝန်ကြီးရောဒီမှာတာဝန်ယူမှုတာဝန်ခံမှုကျွန်တော်အရေးယူထားတာရှိတယ်နောက်ဒုတိယအချက်အနေနဲ့တော့ဖြည့်ဆွတ်လူတွေဟာကဒီဟာကဟိုတင်တာလူငန်းတို့ကတင်တာခေါ်တို့ကဘာတဲ့အလုပ်မဟုတ်ဘူးတိုးတော်လည်းပဲဒီတင်တာကော်မတီကနေပြီးတော့အလုပ်ရအောင်ပေါ့ဒီတင်တာကိုရရှိအောင်ဆိုပြီးတော့အပူလုပ်တာလုပ်နိုင်မလားဒါအစိုးရကလုပ်တာမဟုတ်တင်တာကော်မတီကနေပြီးတော့အပူဆောင်အနေနဲ့လုပ်လို့ရှိရင်တော့တင်တာမှာဥစားပြီးမယ်ဆိုပြီးတော့လုဆောင်ဆွဲဆောင်တဲ့ဟာဖြစ်ဒီအတွက်လည်းဒီစကြဝဠာလေးကိုအတွက်ကဘတ်ဂျက်ကမပါဘတ်ဂျက်မပါတဲ့ကိစ္စဖြစ်တယ်ဒီဘတ်ဂျက်ထဲကနေပဲအပူဆောင်အနေနဲ့လုပေးနိုင်တဲ့လူကိုတင်တာမှာရွေးချယ်မယ်ဆိုပြီးတော့တင်တာကော်မတီကနေပြီးတော့ဆွဲဆောင်တဲ့ဟာပဲဖြစ်တယ်အဲ့ဒီတင်တာကော်မတီအနေနဲ့အခုချိန်မှာဒီ KNDL နဲ့မုကုဆွေရနှစ်ခုစလုံးကိုတင်တာလူငါနဲ့ပြီးတော့ဒီတာဝန်ယူမှုတာဝန်ခံမှုမှာတာဝန်မကြည့်လို့လူငါနဲ့ဒီသူဇက်ဆိုင်ပြတာဖြစ်တယ်အဲ့လိုဇက်ဆိုင်တဲ့အခါမှာဒီစကြဝဠာတဲ့ဒီချောင်းလေးချောင်းကနေပြီးတော့စားကြည့်ထွက်လေးခုကနေပြီးတော့ရည်ယူတဲ့ကိစ္စကပြီးမြောက်အောင်သူတို့မဆောင်ရွက်ဘူးတခြားကိစ္စတွေလည်းကျွန်တော်တို့ဆောင်ရွက်ခွင့်မပြီးတော့ဘဲနဲ့စီပင်တရားဝန်ကြီးဌာနကပဲတာဝန်ယူပြီးဆောင်ရွက်ပါဒီကိစ္စကိုဆိုပြီးတော့ဘတ်ဂျက်တွေအပြည့်ယူဆွဲရတယ် GRF ညတစ်ခါထပ်ပြရတယ်နောက်တစ်ခါ RE နဲ့တစ်ခါထပ်ပြရတယ်အဲ့ဒါဘတ်ဂျက်မလုံလောက်မှုကတော့လွှတ်တော်ကိုဆက်လေအားလုံးလည်းအတိပိတာဖြစ်ပါတယ်လွှတ်တော်ကိုပြည်နယ်ဆွေရကနေပြီးတော့လွှတ်တော်မှာတင်ပြပြီးမှလွှတ်တော်မှာနောက်ထပ်ဘတ်ဂျက်ကိုဖွင့်ပြပြီးမှကျွန်တော်တို့ဆောင်ရွက်တဲ့ကိစ္စတွေလည်းရှိတဲ့အကြောင်းလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တွတ်တော်ကိုဆက်လေကြီးအတိပိဖြစ်ပါတယ်အဲ့ဒါတော့ဒီကိစ္စကိုဟို company နှစ်ခုကိုကျွန်တော်တို့ကအရေးယူဆောင်ရွက်ပြီးတော့ဇက်ဆဲပြီးတော့
နော်ဒီစီပင်ဝန်ကြီးဌာနကပဲတာဝန်ယူဆောင်ရွက်ပြီးတော့ခုဘတ်ဂျက်ဒီအတစ်နဲ့တောင်းခံပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်။နောက် company ရဲ့တင်ပြချက်တွေရတော့စကြွန်ဘာနဲ့ဒီစမ်းရထွက်၄ခုအတွက်သူတို့ကဝယ်ယူရေးမှာတော့သူတို့အကုန်လုံးအဲ့ဒါလေးလုံလောက်အောင်ဝယ်ထားပြီးတော့ဒီပိုက်တွေတူဆောင်ထားတာတော့ကျွန်တော်တွေးရပါနောက်ပြီးတော့နှစ်ခုစမ်းချောစမ်းရထွက်နှစ်ခုမှာသူတို့ဆောင်ရွက်တယ်ဆောင်ရွက်တဲ့အခါမှာအင်မတန်မှသူတို့ဒီဇိုင်းနဲ့သူတို့ပထဝီအနေထားနဲ့မကိုက်ပဲနဲ့သူတို့မအောင်မြင်တာပဲဖြစ်ဖို့များပါတယ်စိတ်စစ်နဲ့ဒီကောစစ်စစ်ချက်တွေရဆွေအဲ့ဒါတော့ဒီအခက်ခဲကိုသူတို့ကဒန်းလန်းကြီးနဲ့ရှိနေတဲ့ချိန်မှာသူတို့ကိုလုံငန်းနဲ့ရက်ဆိုင်ပြီးတော့စီပင်တရားဝန်ကြီးဌာနကပဲဝန်ကြီးအစိုးရကိုယ်တိုင်တာဝန်ယူပြီးတော့တော့ဆက်တွေဘတ်ဂျက်ပန်နာငွေဘတ်ဂျက်နဲ့တို့ကဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်တို့အနေနဲ့ပြီးမြောက်အောင်ဆောင်ရွက်ဖို့ဆိုရင်တော့ဒါဒီဇိုင်းဆွဲရမယ်ဘတ်ဂျက်ထပ်တော်ရမယ်ဘတ်ဂျက်ထပ်တော်ရမယ်ဒီဇိုင်းလည်းဆွဲရမယ်ဒီကိစ္စလည်းလွှတ်တော်ကိုယ်စားလှယ်များအားလုံးအတိပဲဖြစ်ပါတယ်ပထမငွေဘတ်ဂျက်နဲ့မပါတဲ့လုပ်ငန်းတွေဖြစ်တယ်နော်ဒီဘီရိုကြီးတို့ရေးဘတ်ဂျက်မှာလုံးဝမပါတဲ့ကိစ္စဒီတင်ဒါကော်မတီကပဲအပူဆောင်အနေနဲ့ကျွန်တော်တို့ကလူတင်ဒါရရှိရေးအတွက်သူပန်းတဲ့အနေနဲ့ပဲသူတို့သဘောတူပုံရပါတယ်ကျွန်တော်တော့တင်ဒါတဲမှာလည်းမပါတော့ဒါဒီလူအချင်းမျိုးမှာရှိတဲ့အတွက်ဒီကိစ္စကကျွန်တော်အနေနဲ့တော့ဒါမှတ်တမ်းအနေနဲ့ထားတင်တယ်လက်ဆက်ချင်းနဲ့မှာကျွန်တော်တင်ပြတဲ့တိုင်းပဲဖြစ်တယ်ငွေကြီးဘန်ဒိုင်ကိစ္စအစားတော့ဒီဇိုင်းကအစားဒီဟာကဒီရဲ့ပိုင်းမှာကျွန်တော်တို့အတူခက်ခဲတဲ့ချင်းနေရှိပါတယ်အဲ့ဒါကြောင့်ဒီဟာကိုမှတ်တမ်းနေတဲ့ထားပါမှတ်တမ်းနေတဲ့ထားပါဆိုတာကမလုတ်ဆောင်မှာမဟုတ်ဘူးလုတ်ဆောင်မယ်ဒါမဲ့ဒီလိုအခက်ခဲတော့လွတ်တော်ဥက္စာကအစားအလုံးဘုံမလွတ်တော်လူတို့ဒီပြတာလည်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တင်ပြပြီးတော့ဒီကိစ္စကိုတော့ဒါကျွန်တော်တို့ကဒီအဆိုးနဲ့မဟုတ်ပဲနဲ့ဒီမှတ်တမ်းနေနဲ့ပဲထားတင်တယ်ဒီအခြေအနေကတော့ဒါဒုတိယဘန်ဒိုင်မှာကျွန်တော်တို့ကဘတ်ဂျက်တင်ပြီးမှဒီဇိုင်းဆွဲပြီးမှဆောင်ရွက်လို့ရတဲ့ကိစ္စဖြစ်တယ်အဲ့ဒါလေးတော့နောက်ဆုံးနေတယ်တင်ပြဖြစ်ပါတယ်လို့အားလုံးကြည့်တင်ပါတယ်လွတ်တော်ကိုယ်တိုင်ထဲမှာဆွေးနွေးခြင်းနဲ့ဆွေးနွေးလို့ရတယ်ဒီစကြွန်သာကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အခုဘယ်လိုမျိုးနေလွတ်တော်ကိုယ်လေဆုံးဖြတ်ချက်တကယ်ဟွာရတော့အဓိကချက်ကတော့ကျွန်တော်တို့စကြွန်သာနဲ့ခြားတုံးဘောဒီချောင်းလေး၄ခုကနေဒီတွေ့ပဲဖြစ်ပါတယ်အဲ့ဒီကိစ္စမှာကျွန်တော်တို့ဒီနည်းနည်းလေးရခါကြတော့ပိုက်စက်ကရိယာပိုက်ရောပိုက်စက်ကရိယာကြီးစုပေါင်းတန်းပေါင်း950လောက်ဝူရှာနေတာကျွန်တော်တို့တွေ့တာဖြစ်ပါတယ်အဲ့တော့ဒီဥစ္စာလေးတွေနဲ့ကျွန်တော်တို့ကတစ်စိတ်တစ်ပိုင်းဖြစ်ရှင်လို့မရဘူးလားအဲ့ဒီဒီဇိုင်းကိုတော့ကျွန်တော်တို့ခုကမဆွေးခဲ့ဘူးဆိုရင်လည်းပဲဒီဇိုင်းကကျွန်တော်တို့ဟာပေါ့ခက်မြက်မြန်လေးဆွေးပြီးမှနောက်လုံအောင်ကိုအဲ့ဒီပဲဆန်နဲ့ဘာသာကြီးအရင်တောင်းဖို့မလိုပဲနဲ့လို့မရဘူးလားဒါကျွန်တော်နည်းနည်းမေးချင်ပါတယ်နောက်ဒီကိစ္စဒီကျွန်တော်တို့သူတို့တက်တမ်းမှာစတဲ့ကိစ္စဖြစ်တဲ့အတွက်နောက်ဒီတက်တမ်းမှာတော့မှ9နှစ်ကြီးမှတော့မြို့တွင်း distribution မပြီးဘူးဆိုတာလည်းပဲကျွန်တော်ဘာလို့ဖြစ်လဲဆိုတာတော့နည်းစဉ်းစားဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ company တွေပေါ်ရမှုဒါမှမဟုတ်ကြီးကြပ်ကူကမှုပိုင်းမှာလျာမှုဒါမျိုးရှိသလားနောက်လုံအောင်မကျွမ်းကျင်မှုတွေရှိသလားစသဖြင့်ပေါ့နော်ဒါတွေရှိတဲ့အတွက်ဒါကိုတော့နည်းနည်းလေးမှတ်တမ်းသဘောမျိုးနဲ့ထားရတဲ့ပူရှန်တဲ့နောက် budget နဲ့ pipe တွေနဲ့တတ်နိုင်တယ်မြတ်စူးစမ်းပြီးတော့လှုပ်ဆေးခြင်းပါတယ်အဲ့ဒီပိဿံတွေနဲ့ပူရှန်တွေဥစ္စာတွေနဲ့ပိဿံတွေနောက် pipe တွေနဲ့
တကယ်လို့မနိုင်တဲ့ဥစ္စာကိုကြမှာကျွန်တော်တည်တံ့ပြီးပါစီတင်ပြီးမှဆောင်ရွက်ရင်မသိဘူးလားဒီတိုင်းပင်မှတ်တမ်းသဘောမျိုးတွေပဲကျွန်တော်ထားမယ်ဆိုရင်ခုဒီတတိယအကျင့်လွတ်တော်တေတမ်းမှာဟောဖြစ်မယ်ဆိုတော့ကျွန်တော်လွတ်တော်ကိုလေတွေဒီဒုတိယအကျင့်လွတ်တော်ကိုလေတွေရဲ့လုံဝဆောင်ရွက်ချက်နောက်ကျွန်တော်ထိန်းချောင်းမှုအပိုင်းမှာလည်းပဲဟိုတို့ကိုပေါ့အားနည်းနေကြောင်းပြသရောက်ပါပဲအဲ့လိုပဲကျွန်တော်တို့မြင်ပါတယ်နောက်အဲ့ဒီမှာကျွန်တော်တစ်ဆက်တစ်ဆွေးနွေးလို့ကတော့ဒီစီပင်တိုင်းစေမှုဝင်ကြီးရဲ့ရှင်ခံစာတွေကျွန်တော်ဖတ်တော့ကျွန်တော်တို့အားရပါတယ်။ဘာလို့သူတာဝန်ထမ်းဆောင်တဲ့ရှင်ခံနေမှာတစ်စိမ့်မှသူလို့ဆောင်ခဲ့တာလောကအများကြီးအောင်မြင်တာကျွန်တော်တို့တွေ့ရတယ်။ကျွဲကျွန်တော်ဝင်တာတယ်။အဲ့ဒီမှာကျွန်တော်တစ်ဆက်တည်းပါဖြစ်နေတာလူဦးကြီး1000အတွက်အဲ့ဒါကိုကျွန်တော်တို့ပြန်နေလို့နောက်ထပ်စူးစမ်းပါလေ။အဲ့ဒီပြင်အခုကျွန်တော်သိရတယ်လို့စာခါမှာလူဦးကြီး4000လို့ရှိသွားပြီလို့ကျွန်တော်တို့ပါပါတယ်နေရာမှာကျွန်တော်သိရပါတယ်။အဲ့တော့4000လို့ဆိုတော့2000လို့ပူပါပြန်ရောအဲ့နဲ့တော့အပြင်ကိုဒီနေ့10နှစ်လောက်20ဆိုတော့တင်းကြီးဖြစ်လာမှာပဲအဲ့ဒီတင်းကြီးဖြစ်လာမဲ့လူကြီးတို့ကောကျွန်တော်တို့စဉ်းစားဖို့မလိုလားအဲ့ဒီတို့ကောကျွန်တော်တို့ဗာများကျွန်တော်တို့ပေါ့ဒီလုပ်ငန်းပြီးလောက်ရမဲ့လုပ်ငန်းတာမကနောင်လာမဲ့ပြဿနာတွေဖြစ်ရှင်းဖို့စဉ်းစားတာတွေများရှိသလားဆိုတော့ကျွန်တော်နည်းနည်းမေးချင်ပါတယ်နောက်ခုနဒီဝန်ကြီးချုပ်လေးပြောပါတယ်စီပင်ဝင်ကြီးလေးပြောရတယ်မှတ်တမ်းဖြစ်ထားရန်ဆိုတာတော့ကျွန်တော်တို့မှတ်တမ်းအနေနဲ့ထားတာတော်တော်များပါပြီတော်တော်ကလေးတွေရဲ့ကျွန်တော်တို့ဒီအဆူတွေနောက်ဂျန်တဲ့ဥစ္စာတွေပေါ့နော်ကျွန်တော်တို့ခက်များမှတ်တမ်းဖြစ်ပဲထားတဲ့ဥစ္စာကျွန်တော်တော်တော်များပါပြီဒါကူပြန်လဲဆောင်ရွက်ရဆိုတာခုထိကျွန်တော်တို့မသိရတဲ့အတွက်ဒါလူကြီးစိတ်ချမှုကောင်းရနိုင်ပါမလားဒါလေးကိုတော့ကျွန်တော်တို့လူပါမယ်နော်အဲ့တော့ဒီဥစ္စာလေးကိုကျွန်တော်တို့ဘယ်လိုဖြစ်မလဲဘယ်လိုပြင်ဆင်ကြမလဲစုံကြည်စိတ်ချမှုကောင်းပါမလားဆိုတာကျွန်တော်လူတူတယောက်ကွန်ပျူတာကိုကျွန်တော်ရေးယူချင်တာမဟုတ်ပါဘူးလုံအောင်မြင်ဖို့ပြည်သူလူထုအတွက်အကျိုးရှိဖို့ဒါပဲကျွန်တော်တို့လူချင်တာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ကောင်းလေးတောက်သုံးရည်လုံလောက်လေးရဖို့ကျွန်တော်တို့လိုပါတယ်ခုနေ့ကကျွန်တော်တို့လူကြီးကကွန်ပျူတာဆွေးနွေးတဲ့ချိန်မှာဒီတွေအကုန်လုံးဟာခမျိုးပေါ်အကုန်လုံးရပြီလို့သူတို့ဆိုပါတယ်စီမံတိုင်းကော်မတီကနေဒါမှမဟုတ်အခုကျွန်တော်မေးတဲ့ခါကျမရပါဘူးဆိုတဲ့လူတွေကမနေဘူးရအများကြီးပဲမရဘူးဆိုလို့စာတွေကအများကြီးပဲအဲ့ဒါဘယ်ဟာပူမှန်တယ်ဆိုတာကျွန်တော်တို့ပြောလို့တော့မရဘူးပေါ့နော်အဲ့ဘာဖြစ်ကျွန်တော်တို့လုပ်ငန်းဆိုတာဒီအရွက်တစ်ခုရှိမှပဲကျွန်တော်လုပ်ငန်းဆိုတာအောင်မြင်တယ်ဆိုတာလုပ်ငန်းတစ်ခုပြည့်မြောက်တယ်ဆိုတာကျွန်တော်တို့ theory ရသိရတဲ့အတွက်ဒီကျွန်တော်တို့ဘယ်လောက်ထိကျွန်တော်ဒါလေးကိုပြည်သူလူထုအတွက်လောက်နိုင်လဲဆိုတော့အမခံကြည့်ကြတော့ကျွန်တော်လူပါမယ်တို့ထင်တယ်မှတ်တမ်းတင်ရုံနဲ့တော့မလုံလောက်ဘူးလို့ကျွန်တော်တော့နည်းနည်းဆွေးနွေးကြပါလေခင်ဗျာဆွေးနွေးပါနောက်ဥပ္ပန်ထောင်းဆွေးနွေးပါစေလွတ်တော်ကူတဲ့ဥပ္ပန်ထောင်းဆွေးနွေးပါစေလေးစားပါတော့ရှင်းနေလို့တော့ခဏနဲ့လွတ်တော်ကူစလဲများခင်ဗျာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တက်ပါတယ်ဆွေးနွေးခွင့်ရရှိတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဟာခမျိုးရေပေးဝေရေးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီ4-5နှစ်အတွင်းမှာဒီ distribution line ဖြန့်ဝေရေးစနစ် line ဒီမပြီးသေးဘူးဆိုတဲ့ဟာကတော်တော်ကိုဒီအားရစရာမကောင်းတဲ့အနေအထားဖြစ်ကြောင်းဒါအလုံးအတိပဲဖြစ်ပါတယ်ဒီမှာလဲဒါစီပင်ဝန်ကြီးဆွေးနွေးချက်ပေါ်မှာတော့ကောင်းစီပင်ဝန်ကြီးချုပ်ရဲ့ဆွေးနွေးချက်ပေါ်မှာတော့ကောင်းထဲနေတာကရခင်အတွင်းမှုဖြစ်တဲ့ဒါဥပြုံးချုံနဲ့ဒီမုတ်ကိုဆွေကြီး managing director ဦးကျော်နိုင်ဦးလို့အရေးယူခံရတဲ့ဟာကိုပဲအလေးထားပြီးမှပြောနေတာတွေ့ရပါတယ်အဲ့တော့ဒီဟာကသူတို့ခေတ်မှာတော့30%ပဲရန်ပုံငွေထုတ်ပေးသေးတယ်လို့ကျွန်တော်တို့မှတ်သားမိပါတယ်ဒီနောက်ပိုင်းမှာဒါဝန်ကြီးချုပ်ဆွေးနွေးတယ်လို့ငွေထုတ်လို့မရတာတို့ဘာလို့အဲ့လိုမျိုးဖြစ်နေတာတော့ဟုတ်ပါတယ်တိုးတော့
နောက်ပိုင်းမှာကျွန်တော်တို့ဒါစီမံဝင်ကြီးရဲ့ဆွေးနွေးချက်မှာလည်းပါပါတယ်ကျွန်တော်တို့ဒါပရမ GRF တင်း2200ဒုတိယက29 2200တင်း2219 တင်း9000ကျော်အဲ့တော့9000ကျော်နဲ့0.9 billion ပေါ့အဲ့တော့ကိုကျွန်တော်တို့ပြန်ပြီးတော့မှလည်းချက်ထားပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဟာနဲ့ဒီရှိဆက်မတော်ဘူးဆိုတဲ့ဟာတော့ဘယ်လို့မှလုံးဝမဖြစ်တဲ့အနေအထားဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီအခုဒီအရေးကြီးအဆိုတင်သွင်းထားတာနဲ့ပတ်သက်လို့ကျွန်တော်တို့စောစောကလွှတ်တော်ဥက္ကဋ္ဌကြီးလည်းအမိန့်ရှိပြီးဖြစ်ပါတယ်အရင်တုန်းကကျွန်တော်တို့ဒါကျွန်တော်ကိုယ်တိုင်ဒါလွှတ်တော်ရဲ့တောင်းပန်ချက်အရာပြန်လည်ပြုပြင်ရန်လိုအပ်တဲ့အချက်နှစ်ချက်အရေးနောက်ပြီးမှဆက်လက်ပြီးမှအချိန်ဟုန်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်ရေးအဆိုကိုလည်းတင်သွင်းခဲ့တော်လည်းပဲဒါကျွန်တော်တို့စူးစမ်းဆောင်ရွက်နေပါတယ်ဆိုတဲ့အနေအထားအရာကဲဟုတ်ပါပြီလေအဲ့လိုဆိုရင်တော့စူးစမ်းဆောင်ရွက်နေတယ်ဆိုရင်တော့ကျွန်တော်ပြီးတာပါပဲဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်တို့မှတ်တမ်းတင်ခဲ့ပါတယ်သို့တော့အဲ့ဒီမှတ်တမ်းတင်ယုံတာဖြစ်ပြီးတော့မှစူးစမ်းဆောင်ရွက်နေတဲ့ဟာကအကောင့်ထဲမပေါ်လာဘူးဖြစ်နေပါတယ်အဲ့ဒါကြောင့်ဒီဟာကတော့နည်းနည်းလွတ်တော်ပိုင်းအနေနဲ့ကတော့နည်းနည်းလေးကြီးကြပ်မှုနည်းနည်းဖြစ်စစ်စစ်လေးကြီးကြပ်ဖို့လိုပါတယ်လို့ထင်ပါတယ်ယူဆပါတယ်အစိုးရဖွဲ့အနေနဲ့လည်းပဲအခက်ခဲပေါင်းစုံကြားကနေပြီးတော့မှအခုကဒီစကြွန်ဘာအပါဝင်ဟိုဘက်ချောင်းရထွက်၄ခုကနေပြီးတော့မှဒီဟာကိုဆောင်ရွက်ဖို့ဆိုတဲ့ဟာတိုက်တွန်းထားတာဖြစ်တဲ့အတွက်ဒီဟာတော့အတည်ပြုသင့်ပါတယ်ဆိုတဲ့ဟာလေးကျွန်တော်ထောက်ခံဆွေးနွေးအပ်ပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ရဲ့ဒါຫນွေမှာခန်းနေတယ်ဒီလေးရထွက်၄ခုဟာຫນွေမှာခန်းနေတယ်ဆိုတဲ့ဟာနဲ့ပတ်သက်လို့လဲအနည်းငယ်ဆွေးနွေးလို့တော့ကျွန်တော်ကဒီဟာခမျိုးပေါ်မှာနှစ်ပေါင်း30ကျော်40နှစ်ပါလောက်နေထိုင်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီဟာတွေကရမီရဖအနေနဲ့ကျွန်တော်တို့ဌာနဆိုင်ရာတွေလုပ်ငန်းမှာလုပ်နေတဲ့အချိန်မှာဒီမြို့ပေါ်မှာနေထိုင်သူတယောက်အနေနဲ့အဲ့ဒီစကြွန်ဘာဖက်လေးဆောင်ဘာဖက်အဲ့ကိုခဏရောက်ပါတယ်ဝန်ကြီးချုပ်ဆွေးနွေးတယ်လို့ခက်တက်ရတဲ့အနေထားလဲဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်5 ကြိမ်လောက်ရောက်ဖို့တဲ့ဒါနေရာတွေဖြစ်ပါတယ်အဲ့တော့ဒီဟာကຫນွေမှာလုံးဝခန်းသွားတဲ့ချောင်းတွေမဟုတ်ပါဘူးထုံးစံအတိုင်းတောင်ပေါ်ဒေသရဲ့ထုံးစံအတိုင်းရစ်ထွက်တော့မိုးတွင်းနဲ့တော့မတူတာတော့အမှန်ပေါ့အတူတော့ဒီဟာတွေကတော်တော်ဒီရစ်ထွက်အားရစ်ထွက်အနေထားကောင်းမွန်တဲ့နေရာတွေဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဟာကိုတော့ဒီမိုးတွင်းမှာတော့ပုံတော့များမှာပါတူတော့ຫນွေမှာမခန်းပါဘူးဆိုတဲ့ဟာလေးကျွန်တော်ဆွေးနွေးချင်ပါတယ်စီမင်တရားဖွဲ့နေပြမကွင်းစင်ပြမဒါຫນွေမှာခန်းနေပါရင်အဲ့လိုမျိုးပြောကြတယ်ဆိုတာလေကျွန်တော်တို့အဲ့ဒီပြောတဲ့လူနဲ့ကျွန်တော်တို့ဆွေးနွေးချင်ပါတယ်အဲ့တော့ဒီဟာဟိုတော့ဒါအတီးပြုတ်ပြီးတော့မှတအားသမျှဖြစ်စစ်လေးဆောင်ရွက်ပေးပါဆိုတဲ့ဟာလေးတော့ကျွန်တော်တို့လွှတ်တော်ပိုင်းအနေနဲ့တော့ဆောင်ရွက်တင်ပါတယ်အတီးပြုတ်တင်ပါတယ်ဒီအဆိုကိုဆိုတဲ့ဟာလေးထောက်ခံဆွေးနွေးတင်ပြပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျတင်ပြချင်တာကတော့ထန္ဒရာလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်လူတော်ဦးထမ်းရဲ့တော့ကိုယ်စားလှယ်ဦးမန်ထောင်းရဲ့တင်ပြသွားတဲ့အချက်လေးမှာကျွန်တော်တို့ဒီကျူးစားပြီးတော့လှုပ်ဆောင်ဖို့လဲအကျဉ်းချင်းစဉ်းစားပါတယ်နီလာနေလဲကျွန်တော်ရှာတယ်ဒီစီပင်တာဝန်ကြီးဥစုထက်တာဝန်ယူပြီးတော့ဌာနနဲ့ကော်မတီကနေစပြီးတော့တာဝန်ယူစဉ်ကလေးကအတိစိတ်ကျွန်တော်တို့ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာဒီစကြွန်ဘာနဲ့ဒီအပူဆောင်တဲ့စာချုပ်တဲ့မှာပါတဲ့လူငါတို့အကောင်ထဲပေါ်ဖို့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာနံပါတ်1ချက်ကကျူးစားတာကဒီစစ်ချုပ်ရဲ့အစဉ်ခံစာရဒဏ်ငွေကျွန်တော်ရမယ်
နောက်ပြီးတော့ဒီကာယကံရှင်တွေရဲ့အကတိတက်ဖြစ်ရေးကချုပ်ထားတဲ့ဒီငွေကြေးတွေကိုအမြန်ဆုံးရအောင်ကျွန်တော်ကြိုးစားမယ်ကြိုးစားပြီးတော့ဒီငွေနဲ့ပဲစကြွန်ပါတို့ဒီဟာကိုကျွန်တော်အကောင့်ထဲပေါ်မယ်ပိုက်လည်းပဲဒီပိုက်နဲ့တုံးလို့ရလားမရဘူးလားဒီဇိုင်းကိုပြန်လုပ်ပြီးတော့ကျွန်တော်တို့ဒီငွေနဲ့ပဲဆက်ပြီးလုဆောင်ရအောင်ဆိုပြီးတော့ကျွန်တော်စဉ်းစားတဲ့အခါမှာဒီစီမံကိန်းနဲ့ရတုံးရဲ့အကြံပြုချက်ကိုတောင်းခံတဲ့အခါမှာဒီငွေတွေရလို့စီလဲအစိုးရဝင်ငွေထဲပဲဝင်သွားပြည်နယ်ဆိုရတဲ့ဘာကြောင့်လဲဆိုတော့ဒီစကြွန်မှာအတွက်ရာထားတဲ့ငွေမဟုတ်တဲ့အတွက်ဒီထဲမှာတုံးလို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်စီမှာအကြံပြုတဲ့အခါမှာဒီငွေတွေကဒီအစိုးရဒီ company ကနေပြန်ဝင်တယ်ဆိုလို့ရှိရင်လေဒီတန်ကြီးငွေတွေနောက်ပြီးတော့ပြည်သူမြက်ပြန်စော်မဲ့ငွေအလုံးတွေအစိုးရရဲ့ဒီဘန္တာထဲကိုပဲဝင်ရမယ်ဒီစကြွန်ဘာမှာတုံးလို့မရဘူးဆိုတာနဲ့ကျွန်တော်တို့လည်းအကြံကုန်တယ်ဘယ်လိုလုပ်မှမသိတော့ဒီငွေနဲ့အမြန်ဆုံးကျွန်တော်ဆောင်ရွက်မယ်ဘာပဲဖြစ်ဖြစ်အတတ်နိုင်ဆုံးဒီစီကိုယူပြီးတော့ရအောင်တော့ဒီဘက်ကလည်းတချို့ဟိုဘက်ကလည်းတချို့ဒီငွေတွေကျွန်တော်တို့ရအောင်လုပ်မယ်တော့တရားမရရင်တရားဆွဲမယ်တရားဆွဲပါဆိုတဲ့အထိကျွန်တော်နေတယ်ဒါကျွန်တော်ပြောပြတာပြည်နယ်ဥပဒေချုပ်တော့ဒါကျွန်တော်အရေးယူဖို့တရားဆွဲဖို့ကျွန်တော်စမယ်ဆိုတော့ဒီငွေဝင်လာလို့ရှိရင်လည်းဒီဟာစတွန်ပါမှာတုံးလို့မရဘူးဒီပြည်ထောင်စုဘတ်ဂျက်ပဲအစိုးရဝင်ငွေထဲမှာပဲဝင်သွားမယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့မှာဒီဟာကလောလောဆယ်ဆောင်ရွက်ဖို့အခက်ခဲရှိတာကျွန်တော်တို့အခက်ခဲကိုပေါ့နော်လွတ်တော်ဥစ္စာရေးတဲ့တကွာကိုယ်စလေတော်ကြီးများနားလည်းပြီးဖို့ကျွန်တော်ထပ်မှရှင်းလင်းတင်ပြတာပါဒီအဲ့ဒါတော့ငွေကြီးနဲ့ဒီဇိုင်းကလည်းဒီလပိုင်းမှာအတော်ခက်တယ်နောက်ပြီးတော့ဒီငွေကြီးကလည်းဒီGRF တို့ဘာလို့မှကျွန်တော်တို့ဒီလုံလောက်အောင်ကျွန်တော်တို့စီစဉ်ပေးနိုင်မလားဆိုလို့ရှိရင်တော့ GRF ရဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်တို့အလားလာတော့ရှိတယ်ဆောင်ရွက်ပြီးဖို့ကျွန်တော်ပြီးစီအောင်ဒီ3လအတွင်းဆောင်ရွက်ပြီးဖို့ရောက်ကောင်းရနိုင်တယ်တော့မဟုတ်ရင်တော့သူတို့ငွေကြီးမှာဒီဘတ်ဂျက်ကကျွန်တော်တို့ကစကားပြောတယ်ဒီစကြွန်ဘာအတွက်ဘတ်ဂျက်ကရတုံးရဲ့အကျဉ်းပြချက်အရာဒီဘတ်ဂျက်ကဒီထဲမှာတုံးလို့မရဘူး company ကလုဆောင်လို့ဆိုလို့ရှိရင်တော့သူ့လက်ဒီအပူဆောင်ငွေနဲ့ပါနဲ့သူအမျက်ထဲကနေပဲဆောင်ရွက်ပြီးလို့ရတယ်ဒီငွေရနေပြီးတော့ဒီပြည်သူ့မြက်ငွေထဲကနေဒီလိုမတုံးလို့မရဘူးဆိုတဲ့ခါကျတော့ကျွန်တော်တို့မှာတော်တော်လေးကိုအကြံလိုက်တယ်နီလာနဲ့လည်းမရှိဘူးဒါပေမဲ့စာချုပ်ထဲမှာတော့တင်တာကော်မတီကတော့အပူဆောင်နဲ့ဆောင်ရွက်ပြပါမယ်ဆိုတဲ့စာချုပ်ကရှိနေတဲ့အခါမှာဒီငွေတွေနဲ့ဆောင်ရွက်လို့မရတော့ကျွန်တော်တို့မှာအခက်ခဲရှိတာတော့ဒါအစိုးရနဲ့လွတ်တော်နဲ့အပြန်အလှန်ချင်းချောင်းကြက်မှတ်တဲ့ဒါတာဝန်ရကြက်မှတ်ပြီးတာကျွန်တော်လက်ခံပါတယ်တိုးတော်လည်းပဲဒီလုပ်ငန်းပိုင်းမှာအစိုးရရဲ့ဒီအရေးယူဆောင်ရွက်ပုံမှာလည်းဒီကိစ္စမှာဝန်ကြီးတပါးတော်မှာတုတ်ထွက်တဲ့အချင်းချင်းကျွန်တော်ရှိနေတာအားလုံးတည်ပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီဟာလေးကိုတော့ကျွန်တော်တို့ဒီမဖြစ်နိုင်တဲ့ဟာကြီးကိုမဖြစ်ဖြစ်အောင်ဒါကျွန်တော်တို့ဒီမဖြစ်နိုင်အစိုးရမှာစက်တက်ဖြစ်အောင်ဆိုတဲ့ဟာမျိုးမဟုတ်ပဲနဲ့စေတနာနဲ့ကျွန်တော်အပြန်လာနားလည်မှုနဲ့ကျွန်တော်တို့ဒီဖြစ်နိုင်တဲ့ခြေကိုကျွန်တော်တို့ကစဉ်းစားပြီးတော့ဒါကျွန်တော်တို့အစိုးရပိုင်းနေတယ်လေဒီလောက်ထိကျွန်တော်စဉ်းစားပြီးဒီလောက်ထိစူးစမ်းနေတယ်ဒီလောက်ထိကျွန်တော်ဆောင်ရွက်နေတယ်ဆိုတဲ့အပိုင်းကိုအခုကျွန်တော်တို့စဉ်းပြတဲ့ထဲမှာတော်တော်လေးပြည့်စုံပြီးလောက်ပဲကျွန်တော်တို့စူးစမ်းပါတယ်အဲ့ဒါကြောင့်အပြန်လှန်ထင်းဆောင်မှုဆိုတဲ့နေရာမှာအပြန်လှန်နားလည်မှုလေကျွန်တော်ထက်သူစဉ်းစားဖို့တော့လိုအပ်တယ်ကျွန်တော်တို့ရဲ့ပေါ်စားမှုဆိုမဟုတ်ပဲနဲ့အရေးဆိုတဲ့အပိုင်းမှာလေကျွန်တော်တို့လုံးဝပေါ့ကျွန်တော်တို့ company ရောလုပ်ငန်းဇက်ဆိုင်ထားတဲ့ခါကျတော့အခုမှ CPN ဝန်ကြီးပဲ CPN ဝန်ကြီးဌာနနဲ့ CPN committee ကိုပဲဒါကျွန်တော်တို့တင်းကျပ်ပြီးတော့မဖြစ်နိုင်တာလေလုခိုင်းလို့ရှိလို့ရှင်ပဲဘယ်ကဘယ်လိုလုပ်မလဲဆိုတဲ့ကလည်းလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဒီပြတာဖြစ်ပါတယ်အမှန်ဆိုတော့ဒီကိစ္စကဘာလို့ငါနဲ့ကြားတယ်လို့ကျွန်တော်ပြောနေတယ်ဆိုတာလည်းပဲအရင်စီဝေးမှာကျွန်တော်ဆွေးနွေးပြတာဖြစ်ပါတယ်ဒီကိစ္စကဒီတိမစ်ဒေမနီပြီးတော့ဒီကျွန်တော်တို့မြို့တစ်တောင်ထိကတိကကျွန်တော်တို့လုပ်ငန်းစတင်တဲ့ခါမှာရည်တစ်ဆက်မှမရှိဘူး
ยีตเส้นมาไม่ใช่เป็นเนี่ยยีตเส้นมาไม่ยาวนั่งเป็นเนี่ยพ่นป่วยลูกบีรออัดนั่นเด็กกิกษาอัดนั่นเด็กครับจนเรายีตเส้นมาไม่ใช่เด็กกิกษามีรุ่นยีปีจีไม่สานังกูจนเราดีงวยเปียอัดเนี่ยสุดยอดจนเราอัดพูดจนเราเสียงท่ามันแต่อาสานี่เปลี่ยนพอเนี่ยสุดสิบเนาะงานเนี่ยมาต้องเจอเลยสุดละดีกิกษากูจนเรารู้ว่าลุงว่ามันลุงดอกกูมีรุ่นยีปีจีกูงวยเปียอัดเนี่ยยีตเส้นมาไม่ใช่เด็กครับเบลูลูมีรุ่นยีตัวไม่เลยสุดยอดอาจารย์จนเราส่งบีมาเมียนมาสานเนี่ยจนเราเสร็จตัวเลยครับมาตั้งแต่จ่าเลยตั้งแต่จ่าบีมาจนเราติงาทองกุงขันบีรอติมิดเดมานี่บีรอกุงปกุจีเปลี่ยนยาวส่งจะด่านั่นติดนี่ปาลจ่าเออเราตัวเราดีลูกงานสาเดชิงมาจีกองไม่ยับตีบุเจ้าตัวเลยจีอะสิ่งเนี่ยจีการนั้นมันมีบุอันนี้นับบีรอเสียสิทธิ์มีอะไรปั๊มปิงสนิทกันเลยมันลุจนเรารีทรานส์ฟอร์มาจับอัพทรานส์ฟอร์มาคนละลุงบ่เนาะไอ้มาจนรู้อาลุงสุปองไหนติ้งงาทองจงกงจะขันบิโรดีกุกสากูตองปอที่จีเจ้าจนรู้แบบเปลี่ยนลุงอ่ะแต่อาจินสุยากาสาบีตาหากูจนรู้ว่าจีบจะมันไม่สิลุจนรู้ว่าจีเจ้าเดมาเนี่ยเปลี่ยนสาบิโรเปลี่ยนลุกบิโรจีเจ้าสิบีมาเบที่หากูแกจีเจ้าบีจีโรยานี่บีจีการนั้นมันกองกูจีโรยูนี่เลยเราสุดท้ายปีมาเบดีลุงงานน่ะจนรู้ดีเดินนาขอบิโรจนรู้เปลี่ยนลูกดาบชิดเดตัวจนรู้อชิงหาเนี่ยนี่เลยนกจัดตัวรับที่บ้านเลยลุงงานสัตชินน่ะที่หาซาลุมียาลุจีไม่เอาลุแต่นี่เราจนรู้ส่งเนี่ยเลยเราบรรดาเต็ดตันกงดอมเนี่ยบรรดานี่กงดอมเนี่ยสูมาเบงุยเปียมาบ้านเนี่ยจนรู้จีเราอย่าอ่อนจนรู้ลุงนั่นเลยสุบิโรstep up transfer คนนั้นลุงเนี่ยเปลี่ยนดีลูกจีดินกงลุงเดโมยีการยบยมยีพิวปินนาก็ตัวเลี้ยชิงอยู่ว่าบ้านเนี่ยเราต้องที่จามินเดียชิงเลยเบที่ฮาลีเลยเนี่ยเช็ดตัวบิโรเป๊ะๆก็โอ้โหเนาะสินสาบิโรแต่เปลี่ยนลานจีเจ็ดเดสุดมาเนี่ยรู้ตัวเลยเบเปลี่ยนลานน่าเล่มุกันเลยที่เล็ดตุ้ยมาแค่เดียวเลยจนน่าเล่ปีบ้าสินสาบิจามาแต่ตัวนู้นเล็ดตัวโตกุศลอาลังเล็ดตัวโตกุศลรีเวพิเดว่าตัวผู้ใหญ่ที่คนนั้นกุชินสาเรสิ่งเนี่ยมันลุงงั้นตัวบดบ่าวเลยเปลี่ยนลานน่าเลยมีสินสาบิจาเต็มเลยลูกเราสู้นี่เนี่ยตัวนู้นทีมจะชิมมาเลยแต่ตัวนู้นรูปไปกันเนี่ยเราตั้งหนึ่งส่วนเราจูซานี่มาเลยคู่เลย GRF ดูบารูมือจีเสียงไปเรามือจีมาป่าเป็นเนี่ยดีลุงงั้นจูซาเนี่ยส่วนเลยแบบตัวนู้นลิงเดียวตลอดพิมเอออะไรมันก็เออตัวนู้นมือจียาเดนิลันกุศลไปเราเนาะเสียเรื่องมาหูมือยาไม่หายาสุยาตุนเนี่ยดิฉันมาตุ้งลุกยาวสุราเนี่ยยาตุ้งเนี่ยสิมันจริงเนี่ยโอ้ตัวนู้นอาจารย์พิเศษยาลุกยาวไกลลุกยาวสุราลุงงานบ้านเนี่ยสามเนี่ยสุดเปลี่ยนหน้ากันเลยตัวนู้นมาเก็บแค่สิที่ฮาลีรู้อารมณ์ชีนี่อารมณ์รู้วันนี้ตุ้งตัดไปเราที่กาลามาตัวนู้นอาจจะเทียบที่อ่องเขาเป็นเนี่ยตัวนู้นลุงในเดือนนี้ล้านกูตัวนู้นเสียเนี่ยจูซานี่มาเลยที่แค่ป้องส่งชีนี่ป้องส่งเนาะที่สิ่งข้อมูลป้องเมียส่วนตัวนู้นตัวรัวปีเราคัมปานีเรียดินเปียเชติมาเลยไอ้มูราดาดิวรูสุวาระเลยป่าเลยเนาะปีเรามุยจีบริขารเลยตัวรู้มันตัวอากาศยานี่ปีเราแต่ทิ้งขายอะไรข้าจะลูกค้าเลยมาเปลี่ยนอะไรฮะมาลูกตาเรียกงลุงเปลี่ยนตัวปีเราอินเดียเรียกงลุงเปลี่ยนไอ้ลูกเปลี่ยนที่เนี่ยชินนี่เนี่ยแต่อาฟันตะเกียอาลุงที่จะพิตาพิบาจ้าละตัวนู้นเลยดาวเสียวยีรูส่งจากลูกเไอ้ลูกต้องตัวนู้นที่หากูเปลี่ยนหาหน้าเลยหมดบอลเนี่ยแค่กูตัวนู้นจูซามุกูแต่ตัวนู้นกงลุงอติสิกพอเปลี่ยนพิตามือจีแค่ดีไซน์แค่นักบิโรที่ลุงงานชินีบอกเนาะที่มันเป็นเนี่ยทำจมูกเราอาศัยกันเรียกที่ลุงงานอาศัยมันดีเด็ดจ้าเรียกนี่บิโรตัวนู้นว่ามันพี่อ่อนตัวนู้นไม่ยากอ่อนจูซาบิโรตัวนู้นตั้งไหนตั้งยาจูซาบิสองยอดหายเลยเบ้แต่เราตัวอัพไลน์เนี่ยตัวกุศลเราอินเดียที่สิบตาพี่บาร์เราตัวรู้ไว้ท่าเรื่องมือจีเลยตัวนู้นจะสิช่วยยาปีตัดชุดเด็กคำตัวนู้นกงลุงยาวเปลี่ยนต้องบางทีนั่งที่นี่ร้านเนี่ยไม่ยากเห็น
တရားဥပဒေနီလာနဲ့ပဲကျွန်တော်တို့တောင်းဆိုဖို့လည်းအစဉ်တင်ကျွန်တော်လုပ်ထားပြီးသားဖြစ်ပါတယ်ဥပဒေချုပ်နဲ့ကျွန်တော်တို့အားလုံးဒီဟိုပေါ့စင်စုချုပ်နဲ့ကျွန်တော်တို့ရတုံးနဲ့ပါလေအားလုံးတိုင်တင်မိသားလည်းဖြစ်ပါတယ်နောက်တစ်ခါဟိုပူနေတဲ့ပိုက်တွေလည်းပဲကျွန်တော်တို့အလဟတမဖြစ်အောင်ဒီ6ခွန်6ကျွန်တော်တို့မြို့ကွက်တစ်ဖြစ်မှာပဲရည်ရရှိအောင်ကျွန်တော်တို့အကုန်လုံးစီမံချက်ကြီးဆွဲပြီးသားလည်းဖြစ်ပါတယ်အဲ့ဒီပိုက်တွေလည်းအဲ့ဒီထဲမှာအတုံးပြုတ်သွားမှာအလဟတမဖြစ်အောင်အဲ့ဒီမြို့ပြစီမံကိန်းမှာပဲဆက်လက်ပြီးတော့အတုံးပြုတ်သွားမှာဖြစ်ကြောင်းလည်းကျွန်တော်ထပ်မံထပ်လောင်းပြီးတော့တင်ပြရင်ဒီဟာလေးတော့မှတ်သားနေတယ်ပဲထားပြကြပါလို့ကျွန်တော်ထပ်လောင်းမြစ်တာရခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီဝန်ကြီးချုပ်နဲ့စီပင်ဝန်ကြီးနဲ့လည်းအသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြသွားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်ဒါအောင်တဲ့ကုမ္ပဏီဒီကလည်းလုပ်ငန်းကိုအောင်မြင်အောင်မဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ချင်းပြည်နယ်အစိုးရကလုပ်ငန်းကိုရပ်စဲပြီးတော့မှစီပင်သားရေးဌာနကပဲတာဝန်ယူဖို့ကျွန်တော်တို့ဒီတမဆောင်ရွက်ခဲ့တဲ့ပုံမှာမူတည်ပြီးတော့မှစီပင်သားရေးအဖွဲ့ကဝန်ကြီးကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့အတွက်ကြောင့်မြို့ပေါ်ကျွန်တော်ရေဖြန့်ဝေပိုင်လိုင်းတွေကိုကျွန်တော်တို့ PC အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတာတင်ပြခြင်းပါတယ်နောက်ပြီးတော့ဒီလိုအဆင့်ကိုရောက်အောင်တွေ့လည်းပဲကျွန်တော်တို့ဒီလွှတ်တော်ကလည်းနောက်ထပ်ဗန္ဒာယံပုံငွေကိုကျပ်တန်900ကျော်ကိုထပ်ပြီးတော့မှအဆင့်ဆင့်ခွင့်ပြုပေးခဲ့တဲ့အတွက်ကြောင့်လဲကျွန်တော်တို့ဒီလောက်ငါမြို့ပေါ်ရေဖြန့်ဝေပိုင်လိုင်း PC အောင်ဆောင်ရွက်နိုင်တဲ့အခြေအနေရောက်ရှိနိုင်တာလည်းပဲလွှတ်တော်ကိုလည်းဆိုးအနေနဲ့လည်းခြေစွတင်ကြောင်းတင်ပြလိုပါတယ်နောက်ကျွန်တော်တို့ဒီကုမ္ပဏီကိုရပ်စဲပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီစီပင်သားရေးအဖွဲ့ကပဲတာဝန်ယူဆောင်ရွက်နေတဲ့လောက်ငန်းကိုကျွန်တော်တို့ဒီရေထွက်မြို့ပြင်ရေထွက်၄ခုဟာကုမ္ပဏီကပဲဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့အနေထားလဲအင်တာမကျွန်တော်တို့အခက်ခဲဖြစ်နိုင်ပါကြောင်းတင်ပြလိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြို့ပြင်ရေထွက်ခုနကကျွန်တော်တို့ဒီထန်တာအမှတ်1လွှတ်တော်ကိုယ်စားလှယ်ကြီးကဒေသခံလို့လဲဖြစ်သွားပြီဖြစ်တဲ့အတွက်ရေထွက်တရားကျွန်တော်နွေရာသီမှာလဲရေရယူနိုင်ပါတယ်ဆိုတဲ့ဆွေးနွေးချက်ကိုလည်းကြားသိရပါတယ်ဒီမြို့ပြင်ရေထွက်ကတကယ်မြို့ဟာခါမြို့ပေါ်ပြည်သူများအတွက်တကယ်ကိုဒီရေသွေးယူပြီးတော့မှအသုံးပြုနိုင်မဲ့ရေထွက်များဟုတ်မဟုတ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတရားဝင်ဖြစ်ဖို့အတွက်ကျွန်တော်တို့22မှာပဲကျွန်တော်လွှတ်တော်နဲ့အစိုးရကညှိနှိုင်းလို့သဘောတူမယ်ဆိုခဲ့ရင်ကျွန်တော်တို့ဒီစာပေလောက်ငန်းကိုကျွန်တော်တို့ဒီမြို့ပြင်ရေထွက်၄ခုအတွက်စာပေလောက်ငန်းဆောင်ရွက်ဖို့အတွက်ကျွန်တော်ဒီဆွေးနွေးတတ်မှတ်ဖို့လိုမှာဖြစ်ပါတယ်စာပေလောက်ငန်းအတွက်ဘတ်ဂျက်ကိုလည်းပဲ22ဘဏ္ဍာနှစ်ကြာမှကျွန်တော်တို့ဆွေးနွေးပြီးတော့မှဘတ်ဂျက်ရထားပြီးစီပင်သားရေးအဖွဲ့ကဘတ်ဂျက်ရထားပြီးတော့မှကျွန်တော် design structure survey ဒီကိုဆောင်ရွက်ဥစွာဆောင်ရွက်မှအဆင်ပြေမှာဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ရေလောက်ငန်းတိုင်းဟာကျွန်တော်တို့ဒီ survey သေချာမလုပ်တဲ့အခါမှာအင်မတန်မှလက်တွေ့အကောင့်တွေပေါ်တဲ့အခါမှာအင်မတန်မှခက်ခဲနေပဲကျွန်တော်တို့ဒီကြုံရပြီးတော့မှအောင်မြင်မှုတော်တော်ခက်ခဲနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ရေနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲကျွန်တော်တို့ဒီကျွန်တော်ပြည်နယ်မှာခက်ခဲမှုလေးတွေရှိတဲ့အခါမှာကျွန်တော်တို့ဒီ survey ကောင်းကောင်းလုပ်နိုင်တဲ့ဟာကျွန်တော် design structure ကောင်းကောင်းလုပ်နိုင်တဲ့ company တွေကိုတင်တာခေါ်ပြီးတော့မှဆောင်ရွက်ပြီးတော့မှတကယ်ကိုအောင်မြင်မဲ့လုပ်ငန်းဖြစ်မှကျွန်တော်တို့ဒီ budget ကိုအလေလွင့်မရှိအောင်ယာထားပြီးအစိုးရကယာထားမယ်လွှတ်တော်ကတည်ပြုမယ်ဒီလိုကိစ္စနဲ့ပဲကျွန်တော်တို့ဒီအကောင့်တွေပေါ်မှာအစဉ်ပြေမဲ့လုပ်ငန်းဖြစ်ပါကြောင်းလေးစားစွာတင်ပြလိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ shipping committee ဖက်ကိုရောက်သွားပြီးသားလုပ်ငန်းတစ်ခုကိုကုမ္ပဏီဒီကပဲရေထွက်၄ခုကဒီလွှတ်တော်သက်တမ်းအတွင်းမှာပြီးစီအောင်ဆောင်ရွက်ပေးဖို့ဆိုတဲ့တိုက်တွန်းကြောင်းအဆိုဟာကျွန်တော်တို့ဒီလွှတ်တော်ကိုလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့လွှတ်တော်ဒုက္ကဋ္ဌ
လွတ်တော်ကိုယ်စားလှယ်များအားလုံးတေချာစဉ်းစားပေးစေလိုကြောင်းတင်ပြလိုပါတယ်စီပင်သားရေးဝန်ကြီးကြီးကြမှုနဲ့လည်းဒီကာလတူကလေးမှာဘလို့မှဘတ်ဂျက်လည်းကျွန်တော်တို့ဒီကြိုတင်ရထားပြီးသားမရှိတဲ့အတွက်ကြောင့်မလို့ဘလို့မှဆောင်ရွက်နိုင်ဖို့ချင်းနေမပေးတဲ့အကြောင်းကိုလည်းလေးစားစွာတင်ပြလိုပါတယ်အဲ့ဒါကြောင့်မလို့ဒီကုမ္ပဏီများဘက်ကတော့တာဝန်မကျေပြွန်တဲ့အတွက်ရစေခံရပြီးတော့မှစီပင်ဝန်ကြီးကြီးကြပ်ဖို့နဲ့စီပင်သားရေးအဖွဲ့ကဆက်လက်ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကကျွန်တော်တင်ပြသွားတဲ့အတိုင်းတကယ်ဆိုရနဲ့ကျွန်တော်လွှတ်တော်ညှိနှိုင်းပြီးတော့မှစာဝေးတေချာလုပ်ပြီးတော့မြို့ပင်ရေထွက်၄ခုဟာတကယ်ဒီဇိုင်းကျွန်တော်စာဝေးလုပ်ပြီးတော့မှဒီတင့်တော်တဲ့ကျွန်တော်တို့လုံလောက်တော့ဘာနာရံပုံကိုရထားပြီးတော့မှဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်ပါမှကျွန်တော်တို့ဒီဟာခါမျိုးပေါ်နေပြည်သူလူထုအတွက်လည်းအကျိုးရှိပြီးတော့မှအစိုးရနဲ့လွှတ်တော်လည်းပဲကျွန်တော်အဆင်ပြေမှာဖြစ်ပါတယ်ဆိုတာတင်ပြချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်စီပင်သားရေးဝန်ကြီးနဲ့ဝန်ကြီးချုပ်ရဲ့တင်ပြချက်များပေါ်မှာကျွန်တော်ကဒီဆိုကူတော့ကျွန်တော်တို့ဒီကာလတူကလေးနဲ့ပြီးအောင်ဆောင်ရွက်ဖို့ဆိုတာအင်တာမှခက်ခဲတဲ့အဆိုဖြစ်နေတဲ့အတွက်ကျွန်တော်လွှတ်တော်ကလည်းနားလေပြီးတော့မှအပြန်လှန်တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒီအပြန်လာနားလေမှုနဲ့လုတ်တင်လုတ်ထိုက်တဲ့လုပ်ငန်းမြို့ပေါ်ရေလုံလောက်မှုအတွက်လာမယ့်ကာလမှာကျွန်တော်တို့ဘတ်ဂျက်ရထားပြီးတော့မှသေချာစနစ်တကျလောက်ပြီးတော့မှအကောင့်ထေပေါ်ကြခြင်းအပြင်သာအဆင်ပြေမဲ့လုပ်ငန်းဖြစ်ပါသဖြင့်ဒီအဆိုကိုအမှတ်တမ်းအဖြစ်ထားရှိပေးနိုင်ဖို့လေးစားစွာထပ်မံတင်ပြအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အစိုးရအဖွဲ့အတွင်းကြီးမှုတင်ပြပေးပါရန်ဖိတ်ခေါ်ပါတယ်အတွင်းကြီးမှုလို့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုယ်စားလှယ်လည်းမဟုတ်ပါဘူးဒါဆိုတော့အဖွဲ့ပြည်နယ်ဖွဲ့စည်းဝင်လည်းမဟုတ်ပါဘူးသို့တော်လည်းပဲဒီလုပ်ငန်းဒီဒါအထွေထွေအုပ်ချုပ်ရေးဌာနဆိုတဲ့ခေါင်းစဉ်နဲ့ပါနေလို့ဒါဆွေးနွေးခွင့်ပေးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့တင်ပြချင်တာကတော့ကျွန်တော်ရောက်တာဒီ2018ခုနှစ်ကျွန်တော်မတ်လ3ရက်နေ့ရောက်ပါတယ်ရောက်တဲ့အချိန်မှာဒီရေပေးနဲ့ပတ်သက်ပြီးဒါဝင်းချုပ်ကဒါအများတန်းဒါအကြံပေးပြီးတော့ဆောင်ရွက်ပေးပါလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်ဒီ case ကိုပြန်လည်ဖတ်ကြည့်တဲ့အခါမှာဒါကြီးဒီရှေ့မှာဖြစ်ပျက်ခဲ့တဲ့လုပ်ငန်းသဘောတဘာဝအရာဒါကြန့်ကြာနေတာဖြစ်နေပါတယ်အဲ့တော့ရှေ့ကအတွင်းမူတစ်ဆက်မှာလည်းဒါရက်နေတာဖြစ်တဲ့အတွက်ဒါကိုဆက်လုပ်သင့်ပါတယ်ဆိုပြီးအကြံပေးပြီးတော့မှဒါကျွန်တော်တို့အကောင်းဆုံးဒီလန်စဉ်းစားပြီးတော့မှကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးဆောင်ရွက်ခဲ့ပါတယ်အဲ့ဒါကတော့လုပ်ငန်းကိုရက်တက်မထားဘဲနဲ့ဆက်လက်ဆောင်ရွက်ဖို့အတွက်ကိုဒါကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပါနောက်ကုမ္ပဏီနဲ့ရှင်းလင်းရမယ့်အပိုင်းကိုလည်းဒါစင်စစ်ချုပ်ကိုတေးစိတ်စစ်ဆေးပြီးတော့မှဆောင်ရွက်ဖို့ဆိုပြီးခွဲပြီးလုပ်တဲ့အတွက်ကြောင့်ဒါအခုဒီနေ့ဒီချိန်ထိဒါရောက်ရှိပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်အဲ့ဒါဒီကဆွေးနွေးချက်များလို့ဒီရေပေးလုပ်ငန်းဒီရက်တက်နေတာမဟုတ်ဘဲနဲ့ဒါဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်လက်ရှိလဲ group 12ခုဒီတိုင်းတာတစ်ခုတည်တာအောင်မြင်တယ်လို့သိရပါတယ်အဲ့တော့တချို့ရေမရတဲ့အပိုင်းတွေဆိုတာလည်းကျွန်တော်တို့မေးမြန်းကြည့်ချက်အရာတချို့ဒီမီတာကသွင်းရမယ့်အပိုင်းတွေသွင်းဖို့ကြံနေတဲ့အတွက်ကြောင့်ဒါမပေးနိုင်သေးတယ်လို့လည်းသိရပါတယ်အဲ့တော့လက်ရှိမှာတော့မြေပြင်လုပ်ငန်းဆောင်ရွက်မှုပိုင်းမှာအောင်မြင်နေပါတယ်သို့တော့ကုမ္ပဏီနဲ့ရှင်းလင်းမယ့်အပိုင်းတော့ဒါဆက်လက်ရှင်းလင်းပြီးတော့မှသူပေးသွင်းရမယ့်ဒဏ်ကြေးတွေပစ္စည်းဖို့လက်ကျန်တွေဒါတွေကိုလည်းဒါစင်းစစ်စီခံစာတိုင်းဆောင်ရွက်လျက်ရှိပါတယ်ဒါကရှင်းစစ်ချုပ်ကြီးမင်းရှိတဲ့အတိုင်းဒီလအတွင်းတော့အပြီးပြတ်သွားမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တင်ပြချင်တာကတော့ဒီဟာခါမြို့ရေပေးလုပ်ငန်းဒီဒါစိုးရဖွဲ့အနေနဲ့အတိုင်းအတာတစ်ခုတည်းအောင်မြင်အောင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်ရက်တန်နေခြင်းမရှိပါဘူးဆက်လက်လှုပ်ဆောင်လျက်ရှိပါတယ်အခုအဆိုမှပါရှိတဲ့အတိုင်းရေတွက်၄ခုကိုဒါပြီးပြအောင်ဆောင်ရွက်ဖို့လုပ်ငန်းပမာဏဒီဒါပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဒီဘတ်ဂျက်ရထားမှုရှိရမယ်တွက်ချက်မှုဒီဇိုင်းရှိရမယ်စာပေးရှိရပါမယ်ဒါတွေကိုမူတည်ပြီးမှလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီဝန်ကြီးချုပ်ကြီးနဲ့စီပင်ဝန်ကြီးတင်ပြသလိုခက်ခဲမယ်လို့တော့ယူဆပါတယ်ခင်ဗျဒါကိုလည်းကျွန်တော်အနေနဲ့ဌာနဆိုင်ရာဝန်ထမ်းတူအနေနဲ့တင်ပြရရင်တော့ဒါအစိုးရအဖွဲ့ဒီလက်ဆက်လက်ဆောင်ရရှိတယ်ကျန်တဲ့ကာမှာလည်းဆက်လက်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါဝန်ကြီးချုပ်ကြီးနဲ့စီပင်ဝန်ကြီးတင်ပြချက်အတိုင်းပဲဒါမှတ်တမ်းအဖြစ်ထားရှိပေးဖို့ထောက်ခံတင်ပြပါခင်ဗျကျေးဇူးတင်ပါတယ်ဒီလောက်နဲ့ပဲရပ်နားလိုက်ပါမယ်နော်ဆွေးနေတာအားလုံးသဘောပေါက်ပြီကျွန်တော်နည်းနည်းလေးခွင့်ပြုရင်တော့နည်းနည်းဆွေးနွေးကြပါဒါ2မိနစ်ဟုတ်ကဲ့ဟိုပါခင်ဗျကျွန်တော်တို့အခုနဘာဥပန်ထောင်းတို့ပြောတဲ့ထဲမှာဟိုဟာခမျိုးမှာတချို့ရေမရဘူးဆိုတာလေးကိုရှင်းပြချင်တာပါခင်ဗျကျွန်တော်ဟာခမျိုးနေတွင်မှာအင်ဂျီပေါင်း
1,200နဲ့3ခုရှိပြီးလူဦးရေ9,400ကျော်9,400နဲ့84ရှိပါတယ်ဟာခါမျိုးပေါ်မှာကအင်ဂျီပေါင်း9,930နဲ့လူဦးရေပေါင်း3,265ဦးရှိပါတယ်မျိုးပေါ်မှာ56%ရှိပြီးတော့ကျေးလက်မှာ44%ရှိကြောင်းဒီမှာပြောလိုပါတယ်ဆိုတော့ရေကိုကျွန်တော်တို့ group 12ခုဖွဲ့ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ group 12ခုလုံးကိုလည်းပြီးစီးတဲ့အတွက်အခုမျိုးတွင်းကိုလည်းကျွန်တော်ပေးနေပါတယ်ပေးတဲ့အပိုင်းမှာကကျွန်တော်တို့မျိုးပေါ်ကလူတွေအခုနအတွင်းမှုပြောသလိုပဲတချို့ကကျွန်တော်ပြီးတဲ့အပိုင်းမှာအကြမ်းပြောရင်တီးမြစ်မှာကျွန်တော်တို့ရေးလှောင်နိုင်တာဟာတီးမြစ်တန်မှာဂါလန်ပေါင်း44 သန်းလှောင်နိုင်တယ်ခင်ဗျာဒါပေမဲ့ဒီမျိုးပေါ်မှာအခုနဂါလန်4 သိန်းတင်တဲ့အချိန်မှာ pump station 3ခုကနေ3ဆင့် transformer 9လုံးနဲ့တင်တာဖြစ်ပါတယ်တနာရီကိုဂါလန်4,000နှုန်းနဲ့ကျွန်တော်တို့တကယ်တမ်းတင်မယ်ဆိုရင်တော့တနေ့ကိုဂါလန်9 သိန်းနဲ့6,000တင်နိုင်တာဖြစ်ပါတယ်ဒါပေမဲ့မြေပြင်မှာဂါလန်4 သိန်းကနေပြီးတော့ကျွန်တော်စလိုးဆက်နဲ့ဂါလန်3 သိန်းဘက်ကိုပြန်စစ်တဲ့ချိန်မှာကျတော့စလိုးဆက်ကနေတနာရီကို23,500ပဲရေလွတ်ပေးနိုင်တာဖြစ်တဲ့အတွက်တနေ့ကိုဂါလန်9,600နဲ့4,000ပဲပို့နိုင်ပါတယ်ခင်ဗျဆိုတော့လူဦးရေပေါင်းအဲ့ဒီကျွန်တော်တို့15 ဂါလန်နဲ့တွက်ရင်တော့လူဦးရေ35,600လောက်ကိုပေးနိုင်တဲ့အနေထားပါဒါပေမဲ့ဒီမှာလက်စမီကမကြာခဏပြတ်တာရဲ့နောက်သဘောဝဘေးကြောင့်မကြာအဲ့ဒီ transformer လောင်တာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီအတိအကျကြီးအဲ့လောက်မပေးနိုင်တာကိုလည်းဒီမှာကျွန်တော်ပြောလိုပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီဟာခမျိုးပေါ်မှာအခုတွေ့သန်းထားတဲ့အောက်စာကရှိပါတယ်ရေမီတာ9,000နဲ့9,486လုံးကျွန်တော်တို့ဒီလက်ရှိ12 group မှာကျွန်တော်အစင်းသက်လုပ်ထားပြီးဖြစ်ပါတယ်ဒါပေမဲ့ရေသွဲတဲ့ဥစ္စာလူက1,883ဦးပဲရေသွဲပါတယ်ခင်ဗျရေသွဲဖို့ကြံတာက3,612ကြံနေပါတယ်ခင်ဗျဆိုတော့ကနဦးဒီငွေသွင်းတာက929ဦးပဲသွင်းပြီးတော့ရေပတ်စံသွင်းဖို့ကြံတာ949ဦးကြံပါတယ်ခင်ဗျအဓိကရေကနဦးသွင်းကကျွန်တော်3 သိန်းဖြစ်ပါတယ်အဲ3 သိန်းကိုမသွင်းကြပဲနဲ့ရေကမယူကျွန်တော်ပေးနိုင်တာကရေမီတာ9,500လောက်ပေးတဲ့အထဲမှာ2,000လောက်ပဲရေသွဲပြီးတော့ကြံတဲ့3,000ကျော်လောက်ကရေမသွဲဘူးဖြစ်နေပါတယ်အဲဒါကြောင့်ရေမရတာဖြစ်ပါတယ်နောက်တစ်ခုကအရင်မှာရှိတဲ့ရေ source အဟောင်းတွေအဲ့ဒီကနေပြီးတော့လေရေကိုယူပြီးတော့သုံးနေကြတာဖြစ်တယ်မိုးတွင်းမှာတော့မိုးရေနဲ့ခံပြီးတော့သုံးနေတာဖြစ်ပြီးတော့လက်ရှိမှာကျွန်တော်တို့ကရေကိုတွယ်ဖို့အများနဲ့နှုတ်ဆော်ပေမဲ့ဒီငွေလည်းမသွင်းဘူးရေလည်းမသွယ်ဘူးအဲ့လိုဖြစ်နေခင်ဗျဆိုပထမပိုင်း A to LT group 12ခုက PCB ဖြစ်တဲ့အတွက်လူဦးရေ65%ကိုကျွန်တော်တို့ကရေပေးနိုင်တယ်လို့ကျွန်တော်တို့ခိုင်မှာပြောနေတာဖြစ်ပါတယ်ဆိုတော့ငွေသွင်းဖို့ကြံတဲ့လူတွေကလည်းလက်ရှိနှုတ်ဆော်လျက်ရှိပါတယ်အဲ့ဒီရေမသွယ်တဲ့အတွက်ကျွန်တော်မှလည်းစီပင်ကနေပြန်ဝင်သိတဲ့ဝင်ငွေတွေလည်းမရဘူးအခွန်ခတွေလည်းမရဘူးဖြစ်ပါတယ်ခင်ဗျဆိုတော့ရေကတော့ကျွန်တော်တို့ဟောပါခင်ဗျတယူနစ်ကိုဂါလန်220ရှိပါတယ်ဂါလန်220ကိုမှကျွန်တော်တို့600ပဲတောင်းတာဖြစ်ပါတယ်600တောင်းတဲ့တဂါလန်ကို2ကျပ်နဲ့85ပြားပဲကျတယ်ခင်ဗျအဲ့ဒါကိုပဲကျွန်တော်တို့လူတွေကရေတော်ရကောင်းမှမသိဘူးဖြစ်နေတာဖြစ်တဲ့အတွက်တချို့နေရာမှာရေမယူတာမျိုးဖြစ်နေတယ်ရေမသွဲတာမျိုးဖြစ်နေတဲ့အကြောင်းလေးဒီမှာတင်ပြလိုပါတယ်ကျွန်တော်တို့ဒီ KNDA နဲ့မိုးကုတ်ရွှေကလုတ်တဲ့မူလဟာမှာတုန်းကတော့လူဦးရေက2,000 ခွဲလောက်ပဲရှိတယ်ခင်ဗျလုတ်ထားတဲ့ဒီဇိုင်းကလူဦးရေ2,000 ခွဲလောက်ဒီဇိုင်းကိုပဲလုတ်ထားပြီးတော့လူဦးရေအခုက3,000 ကျော်ဖြစ်လာတဲ့အတွက်ကျွန်တော်တို့နောက်ထပ်21-22ဘတ်ဂျက်မှာလဲလိုတဲ့နေရာတွေကိုထပ်ဆွဲပါမယ်ဒါပေမဲ့အခုဆွဲထားတဲ့လူဦးရေ2,000 ကျော်အတွက်တောင်မှရေကသွင်းရမဲ့ရေမီတာခတွေမသွင်းကြဘူးဖြစ်နေတာကိုလေဒီမှာလွတ်တော်ကလေးတွေသိအောင်လို့ရှင်းပြတာဖြစ်ပါတယ်ခင်ဗျကျွန်တော်စီပင်ကတော့ရေပေးဖို့အစင်းသင်းဖြစ်ပါတယ်သူတို့မသွဲကြဘူးဖြစ်နေတယ်ခင်ဗျလက်ရှိမှာနော်အဲ့ဒါလေးကိုလည်းဟုတ်တယ်ဝန်ကြီးဆွေးနွေးပေးတဲ့ဥပမာလည်းပြည့်စုံလို့ရခါလေကိုတလောကကြီးရကော်မတီမှာလေပြည်နယ်ပညာစစ်စေဦးအစာချစ်လင်တကအဲ့ဒါကိုရီပိုက်အတွက်သိန်းကုတ်တယ်နှုတ်ပြီးတော့9,000ကုတ်တယ်တစ်ဆက်မှစီပင်ရမရဘူးအတင်ပြတာရှိတယ်ဟုတ်ကဲ့ရီရကော်မတီမှာလေဟုတ်ကဲ့နော်ကုတ်တော့တယ်တစ်ဆက်မှလေဒီနေ့အထိစီပင်ရီမရသေးဘူးလို့စာချစ်လင်တဲ့တင်ပြတာလေအဲ့ဒါလေးပြန်ပြလို့တာဟုတ်ကဲ့အနေထားတော့နှစ်ဖက်ပေါ့လေဒီဘက်ကရေသွင်းဖို့ကျွန်တော်တို့ကဟွာပါခင်ဗျရေပတ်စံသွင်းထားပြီးတော့ရေမရရင်တော့ကျွန်တော်တို့ဘက်ကတောင်းကျွန်တော်ရအောင်လုပ်ပေးပါမယ်ခင်ဗျဟုတ်ကဲ့ဟုတ်ပြီကောင်းပါပြီခင်ဗျဟုတ်ပြီအားလုံးဆွေးနွေးပြတဲ့အပေါ်မှာကျေးဇူးတင်ပါတယ်ခုနပြောသလိုရေကတော့ပြည်သူဟာခမြို့ပေါ်မှာနေတဲ့ပြည်သူလူထုအားလုံးနဲ့တက်ဆိုင်တာဆိုတော့ရမယ်ဆိုတာလည်းမဖြစ်ဘူးဒီတည်တဲ့အတိုင်းပဲကျွန်တော်တို့9နှစ်တာတေတာကာလလုံးမှာဟာခမှာအန်ဘောရမိုင်းနဲ့
တုံးပင်းနဲ့ရီကိုအားလုံးတွေ့ပြီးတော့ရောင်းနေတာကအားလုံးအတည်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့စာရွက်ပေါ်မှာရမယ်ပြီးတော့ပတ်စံနဲ့ရမယ်ဆိုတာလည်းမပြီးတော့ဘူးအဲ့ဒီအတွေ့အကြုံကျွန်တော်တို့2010ရှိမှာထန်တလာအခဏပြောတယ်လို့ထန်တလာမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှတ်တဲ့ဥပန်ထောင်းရဲ့21ကျက်တင်ပြချက်ပေါ်မှာကျွန်တော်တို့အစိုးနဲ့လေးနဲ့တုံးတက်ပြီးတော့မဘေးဖြစ်လက်ရှိအစိုးရအနေနဲ့တော်လကော company နေနဲ့တော်လကောစူးစမ်းရင်တော့ဗာပြဖြစ်ရမှာပါဆိုပြီးတော့ကျွန်တော်တို့မှတ်တိုင်းအနေနဲ့ထားခဲ့ပြီးတော့အခုကသူတင်ပြပြီးမှအခုကနှစ်ခွေရှိပြီဆိုတော့ဒီနေ့ကဒီအချိန်တိုင်းပဲဘာမှထူးခြားတာမရှိပါဘူးဒါကြောင့်ဒီကနေ့ဟာဆိုရင်တော့အခုလွှတ်တော်ကိုယ်စားလှယ်9ဦးရဲ့အဆိုတင်ပြချက်တိုင်းအတည်ပြုမယ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လိုအပ်တဲ့ဥစ္စာကတော့အားလုံးပူးပေါင်းပြီးတော့ဆက်လက်လှုပ်ဆောင်မယ်ဆိုတော့ကိုထပ်လောင်းပြီးတော့ပြောကြလိုပါတယ်ပြည်내အစိုးရအဖွဲ့မှစင်းလင်းမြင့်ဖြစ်ပါသဖြင့်အဆိုစီမှအတည်ပြုတ်သဘောတင်ထားပြီးဖြစ်ပါသဖြင့်လွှတ်တော်၏သဘောထားရယူမှာဖြစ်ပါတယ်ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်내ဟာခမြို့တွင်ရေဖြန့်ဝေလိုင်းဆောင်ရွက်ခြင်းလုပ်ငန်းကိုပြည်내အစိုးရအဖွဲ့နှင့်တာဝန်ရှိသူများမှလွှတ်တော်ဒုတိယတက်တိုင်းမကုန်ခါနိကုန်ခင်ပြည်စည်းနိုင်ရေးအတွက်နေရက်တတ်မှတ်ပြီးစီမံချက်ချမ်းဖတ်ဆောင်ရွက်သွားရန်ပြည်내အစိုးရအဖွဲ့အားတိုက်တွန်းသောအရေးကြီးအဆိုကိုလွှတ်တော်မှအတည်ပြုအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာသဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါလားခင်ဗျာဆိုတော့ဒီလိုဆိုတော့မင်းပဲခွင့်မရဘူးနော်ကိုထိုင်ခဏလေးတစ်ခုနှစ်ခုလောက်ရှင်းပြကိုရပါကျွန်တော်တို့အခုဒီမြို့ရည်ထွက်၄ခုကိုကျွန်တော်တို့အခုမေးကြည့်တဲ့ခါကျတော့ကျွန်တော်စီပင်ကနေကွင်းစင်းနဲ့ကြည့်တဲ့အရာရည်ထွက်နှစ်ခုက9.5မိုင်ရှိပါတယ်ခင်ဗျာနောက်ရည်ထွက်နှစ်ခုကတော့4မိုင်2ဖာလုံလောက်ရှိတယ်9မိုင်နဲ့9ဖာလုံလောက်ရှိတယ်10မိုင်နီးနီးရှိပါတယ်ခင်ဗျာအဲ့ဒီကိုကျွန်တော်တို့ survey ဆင်းမယ်ဆိုရင် survey ကကျွန်တော်တို့ထန်တလန်မှာဆင်းတဲ့ survey သမားနဲ့ကျွန်တော်တို့အခုတွက်ချက်တဲ့အခါကျတော့တမိုင်ကို survey ခါက9သိန်းနဲ့9,000ကျပါတယ်ခင်ဗျနောက်တမိုင်ကို design ခါက6သိန်းကျတဲ့အတွက်တမိုင်ကို73သိန်းနဲ့9,000ကျပါတယ်တမိုင်ဆိုတော့ကျွန်တော်တို့အခုန9မိုင်ကျော်ကိုတွက်လိုက်လို့ရှိရင်တော့သိန်း135သိန်းလောက်ကျပါမယ် survey နဲ့ဟို design အတွက်ပေါ့ခင်ဗျအဲ့ဒါလေကျွန်တော်မှာတော့ loss တော့ budget တော့အစင်သိမ်းမရှိပါဘူးခင်ဗျဒါတော့ဟို budget ရမယ်ဆိုတော့လေဒီအားချင်းကျွန်တော်တို့အဲ့လိုလေးဆောင်ရွက်ပါမယ်နောက်ပိုက်အပူကတော့ဟိုအခုနပြောလို့15မိုင်နဲ့9ဖာလုံလောက်ရှိပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ထုတ်မဲ့ဒီဇိုင်းနဲ့ဒီပိုက်နဲ့ကိုက်မကိုက်လေးတစ်ချက်ရှိမှာပေါ့ခင်ဗျာအဲ့ဒီအပေါ်မှာလိုရင်တော့ပိုက်လည်းအသစ်ဝယ်ရတာလည်းရှိနိုင်တယ်ဒါကိုလည်းသုံးလို့ရတယ်လည်းရှိနိုင်ပါတယ်ခင်ဗျာဆိုတော့ဟိုကျွန်တော်တို့အဲ့ဒီမှာဒီရေထွက်၄ခုကိုကျွန်တော်တို့တိုင်းတဲ့ခါကျတော့10မိနစ်ကိုဂါလန်3600ရပါတယ်ခင်ဗျာ10မိနစ်ဂါလန်3000ဆိုတရက်ကိုတနာရီကိုဟိုပေါ့တနာရီကို3600ဂါလန်နဲ့တရက်ကိုဂါလန်86,400ပါခင်ဗျလက်ရှိကျွန်တော်တွက်ထားတဲ့အနေထားပါခင်ဗျဟောအဲ့ဒါနဲ့တနေ့ကိုတော့ဂါလန်86,400ရမယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့ငွေရရင်တော့ဆောင်ရွက်ဖို့ကြိုးစားပြီးဆောင်ရွက်သွားပါမယ်နောက်တစ်ခုကကျွန်တော်တို့ဒီဟာခမျိုးရည်ရရှိတဲ့အတွက်ကိုလွှတ်တော်ကိုယ်စားလှယ်လည်းသိအောင်ပြောရင်တော့ဟိုဒုသမရရဲ့အစီအစဉ်နဲ့ကျွန်တော်ကမ္ဘောဇအလင်းတန်းဆိုတဲ့ဒီဆက်နဲ့ကျွန်တော်ရေတွင်း16တွင်းတူးပါတယ်ခင်ဗျ16တွင်းတူးတဲ့အတွက်10တွင်းအောင်ပါတယ်10တွင်းအောင်တဲ့အတွက်အဲ့ဒီဟာကလည်းရေဆိုးဆိုတချို့ကျွန်တော်သုံးနေပါတယ်နောက်ငကိုမူလာသုံးနေတဲ့ရေဆိုးစားသုံးတဲ့ဥစ္စာလည်းတစ်နေ့ကိုဂါလန်ဟို9000ကျော်လောက်အဲ့လိုလေးသုံးပြီးတော့မျိုးကလက်ရှိအဲ့ဒီဟာလေးသုံးနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျကျွန်တော်တို့ရေဆိုးစား9000ကျော်လောက်တစ်နေ့ကိုပုံမှန်လေးထုတ်သုံးနေကြတယ်ရေဟောင်းကနေလည်းသုံးနေပါတယ်နောက်ဒီကမ္ဘောဇအလင်းတန်းကရတဲ့ရေကိုလည်းကျွန်တော်တို့ထုတ်ပြီးတော့သုံးပါတယ်နောက်တစ်ခုကဟာခါထာတင်းနှစ်ဖက်မှာတီချာဟိုအာရီဘတ်ဂျက်နဲ့လုပ်ပြီးတော့မှ3600ကျော်သုံးပြီးတော့မှအဲ့ဒီဟာရေထွက်ကလည်းကျွန်တော်တို့သုံးပြီးတော့လုပ်နေပါခင်ဗျမြို့တော်ရေရရှိအတွက်ကိုလည်းကျွန်တော်တို့အတက်နိုင်ဆိုကြိုးစားဆောင်ရွက်လည်းရှိပါတယ်နောက်ပြီးတော့ရေရှည်အတွက်ပေါ့
တီးမြစ်ကနေကျွန်တော်ရေရှည်ယူတာဒီခက်စစ်နဲ့လုပ်တဲ့အတွက်ကုန်ကျစရိတ်လည်းမြင့်တဲ့ပြင်ပျက်စီးမှုလည်းမကြဖြစ်တယ်ခင်ဗျအဲ့ဒီအတွက်တော့မှကျွန်တော်တို့အခုဒီຫນွေတန်းဆိုတာတော့မှကျွန်တော်တို့အကုန်ကြခံပြီးတော့အခုဟိုဒီဇိုင်း service ဆင်းပြီးတော့ဟိုပေါ့ဆယ်မြောင်းကနေပြီးတော့လုပ်ဖို့လေးစီစဉ်နေပါတယ်ဟာခမျိုးရေရရှိအတွက်ကတော့နီးမျိုးစုံနဲ့ကြိုးစားလျက်ရှိတဲ့အကြောင်းကိုကျွန်တော်တင်ပြတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့မမအဲ့ဒါကြောင့်ကျွန်တော်ပြောတယ် survey အတွက်ကသိဟုတ်ကဲ့ဟုတ်ကဲ့မဟာဟုတ်ကဲ့အခုအားချင်းကိုလုံးမယ်ဆိုရင်တော့မှ survey နဲ့ design အတွက်ကသိန်း135သိန်းလောက်ခုံပါမယ်ခင်ဗျလွှတ်တော်ဥက္ကဋ္ဌခင်ဗျအတိအကျလေးမှမှန်တားလိုက်ပြီကို9000ကျော်ဆိုတော့တင်း9400 0.9 billion ပေါ့နော်အဲ့ဒါဟောကုန်သွားပြီလားဟုတ်ကဲ့အဲ့ဒီဟာကဟိုလေးခင်ဗျအဲ့ဒီဟာကဟိုကျွန်တော်တို့ဒီ KNDN နဲ့ဟိုတို့ဒီဇိုင်းကိုကျွန်တော်တို့သုံးလို့မရတဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့အခုနပြောတဲ့ဟာခင်ဗျအဲ့ဒီ service ဆင်းလိုက်တာဟာခမျိုးပေါ်မှာအခုကျွန်တော်တို့တွယ်လိုက်တဲ့ pipeline ဟာမိုင်40လောက်ရှိတယ်ပေါ့ဟုတ်အခုအစ်စ်ကျွန်တော်တို့ဒီဇိုင်းဆွဲလိုက်တာဒီတမိုင်ကို service က9သိန်း9000ပေးရတယ်နောက်ပြီးတော့တမိုင်ကိုဒီဇိုင်းက6သိန်းပေးရတယ်အဲ့ဒီမှာတမိုင်ချင်းမှာ73သိန်းနဲ့9000ပေးရတယ်ဆိုတော့ကျွန်တော်တို့ကဟာခမျိုးပေါ်မှာအခုကျွန်တော်တို့တွယ်လိုက်တဲ့အစ်စ်ဟာမိုင်40ရှိတယ်ခင်ဗျ39မိုင်နဲ့6ဖာလောက်ရှိတယ်ဆိုတော့အဲ့ဒီကုန်ကျစရိတ်တင်ဖက်မနေဘူး survey နဲ့ design အတွက်တင်ကျွန်တော်တို့တော်တော်ငွေကုန်သွားတယ်ပြီးတော့သူတို့ရဲ့တုံးထားတဲ့ pipeline ကိုကျွန်တော်တို့လုံးဝသုံးလို့မရတဲ့အတွက်သုံးလို့ရတဲ့ pipeline ကိုသုံးပြီးတော့ကျွန်တော် pipeline ပိုက်တဲ့အစ်စ်ဝယ်ရတယ်ခင်ဗျပိုက်ကမိုင်ပေါင်းအများကြီးအတွက်ဝယ်ပြီးသုံးလိုက်တဲ့ခါကျတော့အဲ့ဒီငွေတွေကကုန်တာဟို GR ထဲမှာကျွန်တော်သိန်း200သိန်း2200ပါခင်ဗျနောက်ပြီးတော့ RE မှာ2200သိန်း4000နဲ့400နောက် BE မှာကျွန်တော်9380နဲ့9380နဲ့သိန်းပါခင်ဗျ935.7 935.9အလုံးပေါင်းတန်989တန်းနဲ့9000ပါခင်ဗျအဲ့ဒါကကုန်သွားပြီကုန်သွားတယ်ဆိုတာအဲ့ဒီ KND တို့ဘာလုံးလို့မရအတွက် CP ကနေတာဝန်ယူပြီးလုပ်တဲ့အပိုင်းမှာကုန်တဲ့ပတ်သက်ပါဟုတ်ပါပြီအဲ့ဒါလေးကျွန်တော်မေးချင်တာပါဟုတ်ကဲ့ကိုသူကတန်းသူသိန်းပေါ့သိန်း9900 900.9ပေါ့အလွယ်ပြောအောင် 0.97 0.9ပေါ့0.97ပေါ့0.97 billion ဟုတ်တယ်ခင်ဗျအဲ့ဒါကုန်သွားပြီဆိုရင်တော့အခုလောလောဆယ်ဝန်ကြီးချုပ်လည်းဆွေးနွေးတဲ့အတိုင်းဆိုရင် RE ကလည်းကျွန်တော်တို့ဒါပြန်လဲပြမဟိုဥပမာဒီတက်တမ်းမကုန်မီဆိုရင်တော့ပေါ့ဥပမာတက်တမ်းကတော့ဟို February လကုန်ပါဟုတ်အဲ့တော့ February လဆိုရင်February လဆို January လကုန်ပါFebruary လဆိုရင်ဟိုလွတ်တော်အစ်ဟိုဖြစ်တော့မယ်ဒီအစိုးရအဖွဲ့ကဟိုမတ်လ30ဟိုတက်တန်းကုန်မယ်အဲ့ဒီ3လဒီဒီဇင်ဘာလနဲ့ဆိုရင်4လပေါ့နော်ဒီဟာမှာအခုကျွန်တော်ဆွေးနွေးချင်တာကတော့ဒါလည်းဟိုဝန်ကြီးချုပ်ဆွေးနွေးတာလဲဒါဟိုပေါ့လှော်ကန်တင်းမြတ်တဲ့အနေအထားဖြစ်ပါတယ်ဆိုလိုတာဘတ်ဂျက်မှမရှိဘဲနဲ့ကျွန်တော်တို့ဒါဟိုအတီးပြုတ်ရင်လည်းပဲဟ
စီမချက်ဆွဲတာနဲ့ပဲစာရွက်ပေါ်မှာပဲဟိုဟာရှိမယ်ဆိုတော့ကျွန်တော်မေးချင်တာတော့ခုန0.9 billion ဟုတ်ကဲ့ 0.9 billion ဟိုရှိတယ် GRF နဲ့2200နောက်ဟိုနဲ့ RE နဲ့ဟို2200နောက်ဟို9000ကျော်0.9 billion ဟာသုံးလို့ကုန်ပြီးပြီဆိုရင်တော့ဗောကျွန်တော်တို့ဟိုဘာမှဟိုအနေထားမရှိပါဘူးကျွန်တော်တို့ဒီဘာမှဟိုနီလာမရှိဘူးဗောနော်အဲ့တော့တို့တော့ဒီကျွန်တော်တို့ RE မှာကိုဒီဟိုတင်နာပြူစံငွေတို့ RE GRF အဲ့ဒါဟာရောကျွန်တော်တို့ဟိုနီလာများရှိမလားဆိုတဲ့ဟာလေးနည်းနည်းဟိုဆရာပေးစီချင်ပါတယ်ကျွန်တော်တို့ဟိုဗောဟိုကျွန်တော်အယူဆပါနော်အတီးပြုတ်တယ်ဟိုနောက်မတန်းတင်တယ်ဆိုတဲ့ဟာအတီးပြုတ်တာကြီးကိုအစိုးရဖွဲ့အနေနဲ့လဲတိတ်ကြီးလဲဟိုစိုးရင်ပြမဟိုစိုးရင်เสียလည်းမရှိဘူးလို့ကျွန်တော်သုံးသပ်ပါတယ်ဘာလို့လဲဆိုတော့လွတ်တော်အတီးပြုတ်တယ်တအားသမျှဆောင်ရွက်တယ်ဥပမာဟိုကျွန်တော်တို့ဒီတက်တန်းကာလအတွင်းမှာအများကြီးကျွန်တော်တို့ဟိုအစိုးရအတီးပြုတ်ခဲ့တာရှိတယ်ဘာလို့ထားတယ်လဲအစိုးရဖွဲ့နေဘာလို့ထားတယ်လဲဆိုတော့ကျွန်တော်စီမံချက်တောင်ဆွဲခဲ့လားစီမံကင်းအောင်လုပ်ရလားငွန်ချက်ကိုထုတ်ရလားဆိုတာတောင်မှကျွန်တော်မသိရပါဘူးဟိုအဲ့တော့ဒီတီးပြုတ်တယ်ဆိုတာအမှန်တော့လွတ်တော်အတီးပြုတ်တယ်ဟုတ်ပါပြီကျွန်တော်တို့ဆောင်ရွက်မယ်စီမံချက်ဆွဲမယ်ဒီတီးပြုတ်ချက်အတိုင်းစီမံချက်ဆွဲမယ်လုပ်ငန်းဇယားဆွဲမယ်ဒီလုပ်ငန်းတော့စီမံချက်ဒီလိုဆွဲပြီးပြီလုပ်ငန်းဇယားဒီလိုရှိတယ်နောက်ဘတ်ဂျက်တွက်ချက်မယ်ဒီလိုလိုပါတယ်ဒီဘတ်ဂျက်ကအခုဒီကာလမှာဒီလောက်ကတော့ဆောင်ရွက်ဖို့လိုမယ်ဆိုတဲ့ဟာလေးအစိုးရဖွဲ့နေပြမှာဆောင်ရွက်ထားရင်တော့တာဝန်ကျေနေပြီပဲဒီဟာကြီးကိုချက်ချင်းလုပ်ရမယ်ဒီတလားနှစ်လအတွင်းအကောင့်ထဲပေါ်ဆောင်ရမယ်ဆိုတာတော့ကျွန်တော်အမြင်ကတော့အဲ့လိုမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်ပါတယ်ယူဆပါတယ်ဒီဟာတွေလက်ခံပြီးတော့မှဒီကာလအတွင်းမှာစီမံချက်ဆွဲမယ်လုပ်ငန်းဟိုဘောလုပ်ငန်းအစီအမံပေါ့နော်ဒါရက်အလိုက်လအလိုက်အပတ်လိုက်အပတ်စီလိုက်အဲ့ဒါမျိုးဟိုလုပ်မယ်ဆိုတဲ့ဟာလေးနောက်ဘတ်ဂျက်ဘယ်လောက်လောက်လိုမယ်ဆိုတဲ့ဟာစောစောကဒါစီမံဝင်ကြီးဆွေးနွေးတယ်လို့ဟိုဘောsurvey လုပ်တာတောင်မှတင်းပေါင်းဟိုအများကြီးဆိုတဲ့ဟာမျိုးမလုံးနဲ့ပေါ့ကျွန်တော်တို့တေဝင်ကြီးအဲ့လိုမျိုးတော့ဟိုစေတနာဟိုထက်ဟိုနည်းနည်းဟိုလောက်အားရှင်တွေလည်းရှိမှာပါအဲ့ဒါတွေတော့ကျွန်တော်ဟိုဒီပြောရရင်တော့ဒီဟိုဆွေးနွေးတဲ့ဒီဥမာဟိုဆိုလိုဤဌာနနေပြမဆွဲတဲ့ဟိုပုံစံမျိုးကတော့ဒီတိုင်းအတိအကျဒီတိုင်းဆိုတာဒီထဲမှာဟိုရော့နိုင်တဲ့ဟာတွေတကယ်ဟိုရှိပါတယ်အဲ့ဒါတုံးဟိုအားလုံးသိပါတယ်အဲ့တော့ဒီလူလေးနဲ့ဟိုလို့ရင်လဲဒီအတီးပြုတ်တယ်ဒီမှာတန်းတင်တယ်ဆိုတဲ့ဟာအတီးပြုတ်ရင်လဲဘာမှတိတ်ဟိုကြောက်လန့်เสียလည်းမဟုတ်ပါဘူးရုံးကန်နေเสียလည်းတိတ်ဟိုမလိုဘူးလို့ကျွန်တော်ဒါဟိုကျွန်တော်အမြင်ကိုထပ်မံပြမဆွေးနွေးတာပါအားလုံးသိတင်ပါတယ်ဟုတ်ကဲ့ဟောပါခင်ဗျကျွန်တော်တစ်ချက်လေးပြောလိုက်ချင်တာဟောပါစာပေကတော့ကျွန်တော်တို့ကဒီဟာခါရီပေးရအတွက်ကိုအင်ဂျင်နီယာကျွန်တော်တို့စီပင်မှာအင်ဂျင်နီယာ40လောက်ရှိတယ်ခင်ဗျကျွမ်းကျင်တဲ့လူအားလုံးကိုအင်ဂျင်နီယာကိုခေါ်ပြီးမှဒီဟာခါမှာလုပ်တာပါကျွန်တော်လောအခါလုံးဝမယူဘူးလောအခါတွေကိုကျွန်တော်စီပင်ဝန်ထမ်းနဲ့ပဲလုပ်တယ်ဒီစာပေကမှားယွင်းသွားမှာဆိုလို့ရန်ကုန်ကကျွမ်းကျင်တဲ့စာပေကိုငှားပြီးမှသူ့ရဲ့တမတ်နှုံနဲ့ခြေရတာဖြစ်ပါတယ်ခင်ဗျဆိုတော့အခုဒီဟာဒီနောက်ထပ်ကျွန်တော်9မိုင်ကျော်10မိုင်လောက်ကိုလုပ်မယ်ဆိုလဲကျွန်တော်အဲ့လိုပဲငှားပါမယ်ကျွန်တော်ရဲ့စာပေ data မှားသွားရင်လည်းဒီရေကအဆင်မပြေတဲ့အတွက်ကျွန်တော်အပြင်ပဲငှားပြီးလုပ်မှာပါခင်ဗျနောက်လောအခါနဲ့အခြားတော့ဒီလိုဒါကလုပ်မယ်ဆိုလဲကျွန်တော်တို့အာရီမှာဖြစ်စေ GRF မှာဖြစ်စေတင်ပြတောင်းခံပြီးမှဒီဆက်လက်တော့စူးစမ်းပြီးဆောင်ရွက်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လိုက်ပါဆွေးနွေးခွင့်ပြုတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်အစိုးရအဖွဲ့ဦးကြီးချုပ်ကလည်းရှင်းလင်းသွားတယ်ပြီးတော့ဗဏ္ဍာရေးစီမံကိန်းဦးကြီးကလည်းရှင်းလင်းသွားတယ်စီပင်ကလည်းရှင်းလင်းသွားတဲ့အထဲမှာကကျွန်တော်တို့ဒီစာချုပ်မှာသူတို့တင်နာခေါ်တဲ့အချိန်မှာတော့ခုနလိုမျိုးစိတ်ဆန်းရည်တွေ့ချင်းက၄ခုကမပါဘူးလို့လုပ်ငန်းရဲ့သဘောတဘာဝအထဲမှာလည်းရတုံးငွေထဲမှာလည်းမပါဘူး
စီမံကိန်းထဲမှာလည်းမပါဘူးလို့သူတို့ရှင်းလင်းထားတာဒါပေမဲ့ဟိုတင်နာရတဲ့လူကတော့ဒီလုပ်ငန်းလုပ်ရမယ်ဒီလုပ်ငန်းလုပ်နိုင်တဲ့လူကိုပဲတင်နာပေးမယ်ဆိုပြီးတော့သူတို့ကတော့ဟိုတင်နာလျှောက်တဲ့လူတွေကိုဟိုမြူဆွဲတဲ့သဘောပေါ့နော်လုပ်ငန်းဒီဟာကိုလုပ်နိုင်တဲ့လူကတင်နာပေးမယ်ဆိုတဲ့ပုံစံဖြစ်လာတော့အခုနောက်ဆုံးအနေရတော့ဒီလုပ်ငန်းကိစ္စကြီးအစကတည်းကအလွဲချော်ဖြစ်လာတဲ့အတွက်ကြောင့်ဒီကုမ္ပဏီတွေကလည်းဟိုအရေးယူနိုင်ခြင်းမရှိနောက်တစ်ခုကပေးသွင်းငွေပေးသွင်းချေနိုင်မှုလဲနောက်ကျတန်းကြီးတွေပါလဲအခုချိန်ထိပေးသွင်းမှုမရှိဘူးလို့စီးရင်စီးရဲ့အစီရင်ခံစာထဲမှာလဲပါပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆိုလိုချင်တာကဒီလွတ်တော်အစိုးတင်သွင်းတဲ့အားလဲဒီစင်းစစ်ချုပ်နဲ့အစိုးရနဲ့ဒီလုပ်ငန်းကိုအပီအပြတ်အနှင်းနိုင်ဖို့ပဲကျွန်တော်အဓိကဆွေးနွေးတာဖြစ်ပါတယ်ခုနလုပ်ငန်းတုံး၄ခုပူလာတာကတော့ကျွန်တော်ဆွေးနွေးရင်လည်းသူတို့ကဘတ်ဂျက်မရှိဘူးဆိုရင်မှန်ပါတယ်ဘတ်ဂျက်ထဲမှာလည်းယာထားတာမရှိဘူးလေမရှိတဲ့အတွက်ကြောင့်ကျွန်တော်ကလှုပ်ဆောင်သူတို့အစိုးရအဖွဲ့ကလည်းအကြက်တဲဖြစ်သွားတာဒါမြေပြင်မှာလည်းတကယ်ဖြစ်နေပါတယ်ဒီလုပ်ငန်းနဲ့ကုမ္ပဏီနဲ့အစိုးရနဲ့လုပ်ငန်း PC ကြောင်းအနှင်းရမယ်ရဲဆွဲရဲနောက်တစ်ခုကစင်းစစ်ချုပ်ရဲ့အစီရင်ခံစာကိုအပိတက်ကဘယ်လဘယ်ချိန်ဆိုတဲ့ဟာပဲကျွန်တော်လိုချင်တာဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းကိစ္စနဲ့ခုနလေးခုနဲ့ဟာတော့လွဲနေလို့ဒီအစိုးရဖွဲ့ကတော့ရှင်းလင်းသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပြောပါထပ်ပြီးပါအဆိုရှင်တယောက်အနေနဲ့ဆွေးနွေးခွင့်ပြုပြီးတဲ့ဥက္ကဋ္ဌကြီးကျေးဇူးတင်တယ်ကျွန်တော်အနေနဲ့တော့ဒီလုပ်ငန်းကိုကျွန်တော်တို့လွှတ်တော်ရေးရာကော်မတီမှာလည်းအချိန်ချင်းကျွန်တော်တို့ဆွေးနွေးပြီးပြီလုံခဲ့တဲ့နှစ်ဝန်းကျင်လောက်ရှိတဲ့ဥပဒေထောင်ကလည်းဒီလူကစင်ကောင်တီဖို့ဖို့အတွက်အဆိုအနေနဲ့တင်သွင်းပြီးမှမှတ်တမ်းပိုင်းရကလေးထားခဲ့ပြီးဖြစ်ပါတယ်ဒီတော့လုဆောင်နေရာမှာအမျိုးမျိုးကြောင့်ဟိုနည်းနည်းတော့အကောင်တီမဖို့နိုင်တဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့လွှတ်တော်တက်တာအစိုးရတက်တာမှာဒီဟိုဘယ်လိုမှအမွေကောင်းလေးနောက်အစိုးရတက်တန်းကိုကျွန်တော်တို့ထားရခေးစီခြင်းတဲ့ဆန္ဒနဲ့တရားကိုအတက်နိုင်ဆုံးအောင်မြင်အောင်ကိုပေနီလာနဲ့လုကြမလဲဆိုတော့စွာကိုတိုက်တွန်းတဲ့အဆိုနဲ့ကျွန်တော်တို့တွားမယ်အကြီးကြီးအဆိုတွေတွားတဲ့အတွက်ကြောင့်ကျွန်တော်တို့အခုဆွေးနွေးရတဲ့အကြောင်းတရားတွေပေါ်ပေါက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီအကြီးကြီးအဆိုကကျွန်တော်တို့လွှတ်တော်ရေးတဘိုးထားနဲ့ခုနဦးဟာဘောဒေါက်တာမှုထန်လဲဆွေးနွေးတယ်မြင်တော့ဥပန်ထောင်းကလည်းခုနလွတ်တော်ရေးတဘိုးတဘာဝကိုဆွေးနွေးပြီးတာတယ်အစိုးရကအကြက်တေးဖြစ်စေဖို့အရေးကြီးအဆိုမဟုတ်တဲ့အကြောင်းကိုလေကျွန်တော်တို့အနေနဲ့ဟိုပါပေါ့ဟိုတင်ပြရှင်တယ်ထပ်ပြီးမှဘာအစိုးရတွေခံယူချက်ကဒီဟာကိုမလွှဲမတွေးအတီးပြုတ်ပြီးဆိုရင်တော့မောင်မင်းကြီးတစုံလူဖြစ်မလားဆိုတဲ့စိုးရင်ကြောင်းကြမှုရှိကောင်းရှိနိုင်တယ်ကျွန်တော်တို့လွတ်တော်ရေးရွယ်ချက်ကစနစ်တကျနဲ့တရားကိုလောကောင်းသေးပြီးမြောက်အောင်အတွက်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုလွတ်တော်မှာအတီးပြုတ်မှတာလင်တရားစုလားဆက်ပြီးမှအကောင့်တွေပို့ဖို့အတွက်ကိုရည်ရွယ်ချက်ဖြစ်ပါတယ်လို့လူငါပစ္စည်းဖို့အတွက်ရည်ရွယ်ချက်ကိုကျွန်တော်တို့ကဥတည်နေတာဖြစ်ပါတယ်ဆိုတဲ့ဟာပြီးရင်တော့ပူဆောင်ဆိုတဲ့ဝင်းကျုပ်ကဆွနွေးတယ်အလုတ်တမားနဲ့ဥပမာပြောမယ်ဆိုရင်တော့အလုတ်ရှင်နဲ့အလုတ်တမားကတဘိုးတူညီမှုအပြန်လာရရတာဥပဒေပဲစာချုပ်ဆိုတာဥပဒေအရာချုပ်ဆိုခြင်းဖြစ်တယ်တင်နာကိုတဲ့တဘိုးတဘာဝရတင်နာကော်မတီရဲ့ဆုံးဖြတ်ချက်အရအပေါ်ဆောင်လုပ်ငန်းကိုလုပ်နိုင်တဲ့လူကိုကျွန်တော်တို့ပေးမယ်ဆိုရင်တော့အဲ့ဒီတင်နာပြိုင်တဲ့ချိန်မှာအလုတ်ရှင်စီကနဲ့အလုတ်တမားကသူလုပ်နိုင်ပါတယ်လို့နူးနှစ်ဖက်ကတိဦးငယ်ဥပဒေအရစာချုပ်ချုပ်တဲ့လမ်းကြောင်းဖြစ်တဲ့ကြောင်းလေဒီဟာကိုကျွန်တော်တို့ကအစိုးရဖွဲ့နဲ့နီလန်တစ်ခုအနေနဲ့လုပ်ငန်းထိပ်မှာမပါဘူးဆိုတဲ့ဟာကတော့လမ်းကြောင်းပဲတစ်မျိုးဒါပေမဲ့ဥပဒေအရစာချုပ်ချုပ်ပြီးပြီဒီဟာကိုကောင်တီဖို့ဘူးကအစိုးရဖွဲ့ကနီလာနီစနီတွေရှာပေးပါဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်ဥပမာလွတ်တော်တက်တန်းဆိုတဲ့ဟာကဥပမာတရားလေးကိုတော့နည်းနည်းတော့ကတ်လွန်းပါတယ်ဒါပေမဲ့အစိုးရတက်တန်းဆိုလေလေးလာရှိတယ်ဆိုတော့ဥပမာတော့ပြောလို့ဒီဟာလေးတွေကိုကျွန်တော်တို့ဒီဇိုင်းမဲ့ဆောင်ရွက်မယ်ဆိုရင်ဒါဥပဒေအရအစိုးရတက်တန်းလုပ်ပဲဒါလေးကိုပြောင်းပေးပါဆိုရင်တော့တမျိုးပေါ့နော်အချင်းကတ်လွန်းတယ်ဆိုတဲ့ဟာစမန်ခက်ကိုအသေးစိတ်ဆွေးနွေးပြီးမှကျွန်တော်တို့ဆောင်ရွက်မယ်ဆိုတဲ့ဟာလေးတွေကိုဥပမာခုနပြောသလို RE မှာကျွန်တော်တို့ဟိုထိတွင်းပေးမှလားဆိုတဲ့ဟာကိုအစိုးရဖွဲ့ကစဉ်းစားလို့ရအောင်ကျွန်တော်လွှတ်တော်ကတည်ပြီးပူးချင်းပြတယ်ဟို GRF
ပိုရှာရမှုတင်တာပိုရှာရမှုနဲ့ဒါလေးကိုပိုဆောင်ပေးမလားဆိုရဟာတွေကိုဒီလုပ်ငန်းကိုအရေးစိုက်စေခြင်းလွန်းလို့ကျွန်တော်တို့ကအဆိုအရေးကြီးဆိုတင်သွင်းခြင်းဖြစ်ပါတယ်ဒါလွတ်တော်တစ်ခုလုံးရဲ့တဘိုးတူညီချက်နဲ့တွားခြင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းဒါကြောင့်လည်းအစိုးရဖွဲ့စည်းအနေနဲ့အချက်တေးဖြစ်စေတဲ့အရေးကြီးဆိုဖြစ်တယ်ဆိုတဲ့ခံယူချက်မျိုးမဟုတ်ဘဲနဲ့နီးနီးစနစ်ကိုလွတ်တော်ပိုင်းကတော့ဇိုင်းမမတ်ဆောင်ရွက်စေခြင်းတယ်ဆိုတဲ့ဒီယူဆမျိုးနဲ့ဒီအရေးကြီးဆိုကိုခံယူစေလိုပါတယ်လို့ကျွန်တော်အနေနဲ့အဆိုရှင်ရေးတဘိုးထားအနေနဲ့ရှင်းလင်းတင်ပြလိုပါတယ်လို့ခုနပြောသလိုကျွန်တော်တို့ GRF နဲ့ဖြစ်စေတို့တွေမို့ RE နဲ့ဖြစ်စေဒီအကူဆက်လက်ဒီဇိုင်းမဲ့ကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်တော့ဒါဒီလွတ်တော်နဲ့အစိုးရနဲ့ဒီတက်တမ်းမှာအတက်နိုင်ဆုံးဆောင်ရွက်လို့အစိုးရတက်တမ်းနဲ့ကုန်သွားတယ်ဆောင်ရွက်ဆေးဖြစ်နေတယ်ဆိုရင်တော့နောက်အစိုးရကတာဝန်ယူရတော့မှာပေါ့အတိတ်ကြီးကကျွန်တော်တို့ရဲ့သဘောပေါက်တာကဒီလိုဖြစ်ပါတယ်မှတ်တမ်းဆိုတာကတော့ဒီလိုအကြောင်းပြလို့လွတ်တော်ကလည်းအတီးပြုတ်ထားတဲ့အဆိုမဟုတ်တဲ့အတွက်ကြောင့်ဆိုရဟာနဲ့အစိုးရကရတဲ့အရာမဝင်လည်းမရှိတော့ဘူးဆိုရင်ဒါလည်းလုပ်ချင်လည်းလုပ်အတီးပြုတ်တယ်ဆိုရင်တော့ဥမာ RE ဖြစ်ကျင်းကြိုတင်လုပ်ငန်းဆောင်ရွက်ခွင့်မဖြစ်ဒါကတော့လွတ်တော်မှာအတီးပြုတ်တဲ့အဆိုဖြစ်တဲ့အတွက်ကြောင့်လည်းကက်ဘိနက်မှာဖြစ်စိုးရဖို့ဖြစ်ဒါကိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီလိုတပိုးပေါက်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့အရေးကြီးဆိုကိုတင်ပြချင်းတာဖြစ်ပါတယ်ဆိုတဲ့ဟာကိုလည်းအဆိုရှင်တယောက်အနေနဲ့နောက်ထပ်ရှင်းလင်းတင်ပြလိုပါတယ်ဒါကြောင့်ဒီအဆိုကိုတော့အရေးကြီးဆိုအတည်ပြုဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်လို့ကျေးဇူးတင်ပါတယ်ဟိုစာကုစလေတော့ခဏလေးကုစလေတော့ဦးအောင်လျံရဲ့မြင်းမြင့်ချက်လေးစင်းစီချောက်ရဲ့အပိတအစီခံစာလေးကိုတာဂက်တိတ်လုပ်ပေးနိုင်မလားအဲ့ဒါလေးဆောပြီးတော့ဆိုတာမြင်းမြင့်ပုံမှာအဲ့ဒါလေးကိုဖြည့်ပေးလို့ရမလားဟုတ်ကဲ့ကျွန်တော်တို့စင်းစီချုပ်အစီအကံစာကိုတော့အကယ်၍တရားဝင်တောင်းခံလာလို့ရှိရင်ထုတ်ပေးဖို့ကျွန်တော်တို့ဥပဒေညွှန်ကြားချက်ရှိပါတယ်။ဘာလို့လဲဆိုတော့လွှတ်တော်ကိုယ်စားလှယ်တွေကတရားဝင်တောင်းခံလာလို့ရှိရင်ကျွန်တော်ပေးဖို့လိုပါတယ်။ဒီလိုဆိုရင်တော့စင်းစီချုပ်အစီအကံစာကိုဒီဇင်ဘာ20ရက်နေ့တမှတ်ရောစင်ပြီးမလား။အပိတစီအစီအကံစာကိုအဲ့ဒါကတော့အပိတအစီအကံစာကိုပြောတာလားဟုတ်တယ်အပိတစီကျွန်တော်လုပ်ပြီးသားအစီအကံစာကိုပြောတာလားအပိတဆိုလို့ရှိရင်တော့လုပ်ငန်းအနှံပြီးမှပဲကျွန်တော်တို့ကစစ်နိုင်ပါတယ်ဒါကကျွန်တော်တို့ရဲ့ဥပဒေအရာဖြစ်ပါတယ်ဆိုတော့တက်တမ်းမကုန်ခင်ကတော့လုံးဝအစီအကံစာတော့ထုတ်နိုင်ပါတယ်အဲ့အစီအကံစာကိုလိုအပ်တယ်ဆိုလို့ရှိရင်တော့အခုလက်ရှိဒီတက်တမ်းမကုန်သေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းကျွန်တော်တို့ကဝင်ခပေးနိုင်ပါတယ်အဲ့ဒါကြောင့်အခုနဒီဇင်ဘာလကုန်အထိကတော့ဆိုတဲ့အတိုင်းထွက်လာလို့လေအဲ့ဒါဒီဇင်ဘာလကုန်အထိမဆောင်နိုင်ပဲနဲ့ဒီဇင်ဘာလ20ရက်လောက်မှာအဲ့ဒါအပြည့်တစင်ကန်စာထွက်နိုင်မလားအဲ့ဒါလေသူရဲ့မေးမြန်းမှုပေါ်မှာကျွန်တော်တို့ကတော့ဒီ company ကတော့ဟိုအနှံပြီးကြောင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေကျွန်တော်တို့အကြောင်းကြားလာလို့ရှိရင်ကျွန်တော်ချက်ချင်းစစ်ဆေးပေးပါတယ်နောက်ပြီးအရင်တစ်ခေါက်ကျွန်တော်တို့စစ်ဆေးထားတာတွေလည်းရှိတဲ့အတွက်ပြီးရင်စီပင်ရဲ့ကျွန်တော်တို့အုပ်စုတွေရဲ့ထွေအုပ်တွေရဲ့ပူးပေါင်းပြီးမှ company ရဲ့လုပ်ငန်းလက်ကျန်တွေကိုလည်းအကုန်လုံးနေ့တိုင်းသူတို့ဘာလုပ်လဲဆိုတာလဲအဓိကကြီးကြပ်စစ်ဆေးပြီးတာဖြစ်တဲ့အတွက်ကျွန်တော်အချိန်အများကြီးယူစရာမလိုတော့ပါဘူးဟုတ်ပါပြီဒီလိုဆိုတော့ဒီဇင်ဘာလ20နေ့မတိုင်ခင်ဒီဘာလ20ရက်နေ့ကို target ထားပြီးတော့နော်အပြည့်အစုံခံစာကိုကျွန်တော်တို့လွတ်တော်ကူးစလေများလက်ထဲရောက်အောင်အဲ့ဒါလေးကိုနော် confirm လုပ်ရအောင်နော်ဟုတ်ပြီလမ်းပိုင်းဝင်ကြည့်ခဏပြောလိုက်ကျွန်တော်နည်းနည်းတင်ပြချင်တာကတော့ဟာခါမျိုးမှာတော့ရည်ရှဲတာတော့အမှန်ပဲအဲ့ဒါကြောင့်မလို့ဖြစ်နိုင်ချေရှိတဲ့ရည်ရှဲပါချင်းမရောက်ခင်ဖေဖော်ဝါရီလကုန်မှာဟာခါမျိုးပေါ်မှာအားလုံးရည်ရရှိနိုင်ရေးကို
ကျွန်တော်တို့စီပီအနေနဲ့ဆောင်ရွက်ပေးဖို့နောက်ဒုတိယကတော့အခုရီထွေးလေးခုဟောက်ဆန်ဝါတို့ဒီစကျွန်းသားတို့ဆိုတော့စာကတော့လွန်ခဲ့သော9နှစ်ကတိုင်းတာရဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာဒီဘေးအချင်းရှိတယ်လေဆိုတော့စာကိုစာဝေးပြန်လုပ်ပြီးတော့အဲ့ဒီစာဝေးလုပ်တဲ့အပေါ်မှာကျွန်တော်တို့ဆောင်ရွက်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်တင်ပြချင်ပါတယ်အထူးသဖြင့်တော့6မှာအင်ချီ1000လောက်တူလာဖို့ရှိပါတယ်အဲ့ဒီစာကိုလည်းပဲကျွန်တော်တို့ရီမှန်းပြီးတော့မှဆောင်ရွက်ဖို့ဖြစ်ပါတယ်ဘယ်လိုပဲနီအဲ့ဒီ4ခုရီထွေး4ခုကနေပြီးတော့ဒီကျွန်တော်တို့ရီ4လအတွင်းမှာရရှိနိုင်ရေးဆိုတော့စာကတော့ဘလို့မှဖြစ်နိုင်ချေအစီမရှိပါဘူးအဲ့ဒါကြောင့်မလို့ရီရှေပါချင်းမရောက်ခင်ဖေဖော်ဝါရီလကုန်မှာအဲ့ဒီရီအားလုံးကိုဟာခါမျိုးပေါ်ဖြန့်ဝေနိုင်မယ်ဆိုရင်တော့အဆင်ပြေပါပါလို့ကျွန်တော်အနေနဲ့တင်ပြချင်ပါတယ်ဟုတ်ပါပြီအခုအားလုံးစင်ပြီးပြီလားဟုတ်တယ်ကျွန်တော်ပြင်ရအောင်ဟုတ်ပြီပြင်ကျွန်တော်ခန္ဓာမှုရှိမှာမဲစင်းတွေလာပြီးထုတ်ယူကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျမဲလက်မှတ်တွေတို့တော်ကိုယ်ပဲများဖိတ်ခေါ်ပါတယ်ခင်ဗျဒီမှာမဲလက်မှတ်တွေခန္ဓာမှုရှိမှာကျွန်တော်ရှိမှာလာရောက်ထုတ်ယူပါဟုတ်ကဲ့ခေါ်ပါပြီလာဟောဝင်ကြည့်ရလာတယ်အဆင်ပြလာဦးကျွန်တော်တို့ဒီမှာဒီပထမဦးစွာကျွန်တော်ရှိမှာဒီမဲလက်မှတ်လာထုတ်တဲ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးဒီမှာကျွန်တော်တို့လက်မှတ်လာပြီးတော့ဒီထုတ်ယူပြီးတဲ့အခါမှာဒီမှာရေးထားတာကတော့အရေးကြီးဆိုထောက်ခံကန့်ကွက်မဲဆန္ဒလက်မှတ်အဲ့ဒီပေါ်မှာထောက်ခံတဲ့ကန့်ကွက်နှစ်ခုပဲရေးထားပါတယ်ထောက်ခံတယ်ဆိုရင်အမှန်ချစ်ပါဒါမှမဟုတ်ကန့်ကွက်တယ်ဆိုရင်အမှားချစ်ပါဒါလေးပါပဲဒါပြီးတော့အဲ့ဒီမှာသက်ဆိုင်ရာဟိုဟာတွေမှာကျွန်တော်တို့ဆန္ဒပြုတဲ့ဟိုမှာထည့်ဖို့ပါတယ်ဟိုရသည်ခင်ဗျဒီဥစ္စာတွေကကျွန်တော်လုပ်မယ်ဆိုရင် target date ဆိုတာလည်းပါသေးတယ် target date ကိုစပုံစံလုပ်မလားဟိုဒုတိယအဆင့်လာမလားဒီကိစ္စတွေကဟုတ်ကျွန်တော်တို့လောလောဆယ်ဒီဟာကိုအတီးပြုတဲ့ဟာပဲအတီးပြုတာကိုကျွန်တော်မှတ်တမ်းတင်တာနဲ့အတီးပြုတာအတွက်ကိုကျွန်တော်အခုလုပ်တာဖြစ်တယ်မှတ်တမ်းနဲ့အတီးပြုခွဲတာပါနော်ခွဲတာပါမှတ်တမ်းနဲ့အတီးပြုတာခွဲတာမှတ်တမ်းဟိုပေါ့ဒီမှတ်တမ်းတင်တာနဲ့အတီးပြုတာအဲ့ဒီအတွက်ခွဲခြားတာပါပြီးမှခုန target date ဆိုတော့မှလာမလားဟို target date ကဒါသူကအတီးပြုပြီဆိုရင်သူတို့စိုးရဖွဲ့ရနေတော့ဒါကျွန်တော်တို့သူတတ်မှတ်တဲ့အတိုင်းပဲလုပ်ရတော့မှာအားလည်းမရှိသေးဘူးကျွန်တော်တို့တတ်မှတ်တယ်ဆိုတော့ဘယ်လိုမှတင်ပြထားတဲ့အတိုင်းပဲဖြစ်ပါမဆကုန်ထိတတ်မှတ်မလားဒါမှခုနဆွေးနွေးကြတယ်ဒီမလားကုန်ထိဟိုပေါ့တတ်မှတ်ဆိုတဲ့ဥစ္စာတွေလည်းရှိသေးတာကိုအဲ့ဒီဥစ္စာမရှိမင်းနဲ့တော့ကျွန်တော်တို့ဒီလိုအတီးပြတဲ့ဆွေးနွေးတော့ပြရမလဲဒီမှာကျွန်တော်တို့ဟိုထဲမှာဒီတက်တိုင်းတွင်းပေါ့ကျွန်တော်တို့တက်တိုင်းတွင်းပေါ့လွတ်တော်တက်တန်းလို့အဆိုတင်သွင်းထားတဲ့အတိုင်းပဲလေအဲ့ဒီအတိုင်းပဲဖြစ်ပါတယ်အဲ့တော့လွတ်တော်ကိုယ်စားလှယ်များအနေနဲ့မဲဆန္ဒလာရောက်ထုတ်ယူဖို့ဖိတ်ခေါ်ပါတယ်အစင်စစ်ခေါ်လိုက်အစင်စစ်ခေါ်လိုက်လေโอเคဟိုဆရာဦးဆောင်လွတ်တော်ကိုယ်စားလှယ်ဦးဆောင်ထုတ်ခြင်းကြွပြီးတော့လက်မှတ်ထိုးပေးပါမဲလက်မှတ်လာရောက်ထုတ်ယူပေးပါဒီလိုကတော့သူနီးတိုင်းဥပူတန်ထိတ်ခုလွတ်တော်ကိုယ်စားဥပူတန်ထိတ်ခုလာရောက်ထုတ်ပြီ
ဥရနဲ့လာရောက်ထုတ်ယူပေးပါမယ်ဒေါက်တာမူထန်ကြောရောက်ပြီးတော့ခင်ဗျတမတော်သားကိုယ်တည်းကြောရောက်ပြီးအတန်းလိုက်ကြောရောက်ပြီးတော့ဥက္ကန့်တဲ့ဥကွီထန်းနဲ့တမတော်သားကိုယ်တည်းကြောရောက်ပြီးတော့ဦးအောင်လျံကြောရောက်ပြီးတော့ကျွန်တော်ဝန်ကြီးဦးရီကောတို့အတန်းကြောရောက်ပြီးတော့ခင်ဗျာဝန်ကြီးဦးစိုးထက်တို့အတန်းကြောရောက်ပြီးတော့ခင်ဗျာမရဘူးဟုတ်ပြီsorry လွတ်တော်ကိုယ်တည်း3ကြောရောက်ပြီးတော့ဗျာဦးပြည့်ပင်တို့
这嘛这个。好的。我来也没事。好的好的。ကျွန်တော်တို့ဒီလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း21ယောက်ကျွန်တော်တို့မဲ22စောင်ဖြန့်ဝေပေးပြီးဖြစ်ပါတယ်အဲ့ဒီရရှိတဲ့မဲလက်မှတ်တွေပေါ်မှာကျွန်တော်တို့ထောက်ခံတဲ့ကန့်ကွက်ကိုရေးပြီးတဲ့အခါမှာကျွန်တော်တို့ဒီမဲဆန္ဒဘုံတွေကိုလာရောက်ထည့်ပေးပါအဲ့ဒါကိုပြီးတဲ့အခါမှာကျွန်တော်တို့ကထောက်ခံဘယ်နှမဲကန့်ကွက်ဘယ်နှမဲဆိုတာဒီမှာကျွန်တော်တို့ရဲ့ဝန်ထမ်းများနေပြီးတော့တရားဝင်ကြီးညာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်အဲ့ဒီမှာလွှတ်တော်ကိုယ်စားလှယ်တယောက်ကတော့မဲစစ်ဖို့အတွက်ဒီမှာကျွန်တော်ကြွားရောက်ပေးဖို့ဖိတ်ခေါ်ပါတယ်ဆရာဦးအောင်လျံကြွားရောက်ပေးပါခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ဒီမှာကျွန်တော်တို့မဲတွေကိုကျွန်တော်တို့လာရောက်ထည့်ပေးကြပါမဲရည်အတွက်ကိုပထမစတင်ပြီးတော့စစ်ဆေးပါမယ်21ရက်ရင်စစစ်ဆေးရအောင်စုစုပေါင်း20ရက်ဖြစ်ပါတယ်ဘာလို့ဒီမှာတရက်ဒီမှာဆက်အဲ့ဒါတော့မဟုတ်ဘူးဥက္ကဋ္ဌနေပြီးတော့ဒီကျွန်တော်တို့ထောက်ခံမဲနဲ့ကန့်ကွက်မဲတူနေလို့ရှိရင်ဥက္ကဋ္ဌနေပြီးတော့ထောက်ခံမဲပေးမလားကန့်ကွက်ဖို့ပေးမလားဆိုတာနောက်ဆုံးဖြစ်ပါတယ်အခုလောလောဆယ်20ရက်ကိုကျွန်တော်တို့ဒီမှာမဲပုံထဲမှာကျွန်တော်တို့ထည့်ထားပါတယ်အဲ့ဒီဟာပါမှာကျွန်တော်တို့ကအခုနထောက်ခံတဲ့ကန့်ကွက်ကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ဆေးမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများရှင်းပါလဲကျွန်တော်တို့ပြသထားပါတယ်
我的妈呀！哎呀，我真是干过，掏坑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 。OK，ကျွန်တော်ထောက်ခံမဲ့ကိုစတင်ဘယ်နည်းရှိကြောင်းထည့်တဲ့ညညာယူပေးပါမယ်ခင်ဗျာတရွက်ထောက်ခံမဲ့တရွက်ထောက်ခံမဲ့2ထောက်ခံမဲ့3ထောက်ခံမဲ့4ထောက်ခံမဲ့5ထောက်ခံမဲ့6ထောက်ခံမဲ့9ထောက်ခံမဲ့10ထောက်ခံမဲ့9ထောက်ခံမဲ့10ထောက်ခံမဲ့17ထောက်ခံမဲ့12ထောက်ခံမဲ့13ထောက်ခံမဲ့14ထောက်ခံမဲ့15ထောက်ခံမဲ့အားလုံးပေါင်း15ပဲရပါတယ်ခင်ဗျာကန့်ကွက်မဲ့ရေးပေးပါမယ်ခင်ဗျာကန့်ကွက်မဲ့တရွက်ကန့်ကွက်2ကန့်ကွက်3ကန့်ကွက်4ကန့်ကွက်5ခင်ဗျာထောက်ခံမဲ့15ကန့်ကွက်မယ်9မယ်မိတ်ငါပြီကျွန်တော်တို့ဒီမှာကျွန်တော်တို့မဲတွေကိုကျွန်တော်တို့လျှို့ဝှက်မဲစနစ်နဲ့ပြီးတဲ့အခါမှာထောက်ခံမဲ15မဲကန့်ကွက်မဲ9မဲရရှိကြောင်းတင်ပြရပါတယ်ခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်ဟာခါမြို့တွင်ရီဖြန့်ဝေလိုင်းဆောင်ရွက်ခြင်းလုပ်ငန်းကိုပြည်နယ်အစိုးရအဖွဲ့နှင့်တာဝန်ရှိသူများမှလွှတ်တော်ဒုတိယတစ်တိုင်းမကုန်ခင်ပြီးစီးနိုင်ရေးအတွက်နေရက်တမပြီးစီမံချက်မှတ်ဆောင်ရွက်သွားနိုင်ရန်မေစနိဖြင့်ထဲတဲ့အခါမှာထုတ်ခံသူက15မဲကိုင်းကွက်သူက9မဲဖြစ်တဲ့အတွက်ကြောင့်ပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းသောအရေးကြီးအဆိုကိုလွှတ်တော်မှအတည်ပြုကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ